သာသနာတော်2538ခုကောဇာတက္ကရာ1356ခုနှစ်ဥဒုဟေမန္တဆောင်းလရာသီနတ်တော်လာပြည့်ကျော်9ရက်နေ့ညရန်ကုန်တိုင်းရန်ကုန်မြို့ရွှေဖုံးပွင့်စေတော်မြတ်ကြီး၏ရင်မြင်တော်ဓမ္မယုံဓမ္မပိမှန်တော်မြတ်အတွင်၌15ကြိမ်မြောက်ခြေရင်ကျင့်ပါအပ်သောဝိပဿနာဓမ္မသဘင်တော်မြတ်ဝေဟောကြားအပ်သည့်သုတ္တန္တပိဋကဘုဒ္ဓဂာနိကေဇာတကပါဠိအထာကထာ950ဇတ်တော်အဝင်အပါသုရဓမ္မပါဠဇတ်ခောသွေးနဲ့ရည်တဲ့သာသနာတရားဒေသနာတော်ယနေ့ဟောနာကြည်ညိုကြမှာကသွေးနဲ့ရည်တဲ့သာသနာပါတယ်လေဒုတိယဒေသနာဟောကြားမိဖြစ်၍တရားတော်ပိုင်ရှင်ဘုရားသခင်၏သာသနာတော်အုံမြင့်ချခဲ့ပုံဆိုတဲ့ဂါထာဖြင့်ဘုန်းကြီးတို့ကဓမ္မပလင်ဖွင့်ပါမယ်သောတာဂရိဇလာတိကာရုရိရံအတ္တာတိဘူမိပရာဇိအသမန္တမထာတိဒါနံမေရုပမနာမရိကိစ္ဆာသမောလိတိတာခေတရကတိကတရနယနံအတ္တာတိသောတော်ငါတို့ကိုယ်ွယ်နေကြဖြစ်တဲ့ဂေါတမမြတ်စွာလောင်းလျာသည်သာဂရိသမုဒ္ဒရာ40အတွင်၌ဇရာတိကံရေမုံရေပေါတို့ထက်ကဲလွန်ပိုးမောက်သည်လေးဖြစ်သောရူရိရံဗရမယောင်သွေးနိဆွေထင်လျာသွေးတော်မြတ်ဆိုတဲ့လူဒါနကိုအတ္တာတိသဗ္ဗညုညာယဖို့ရာဟုစိတ်တန်ရှေပြေတရာရှေ၍လူပေးတော်မူခဲ့လေပြီဘူမိန်နတ်သိလေးတောင်ထူပေါင်းသင်္ချာပရဗျာခေါ်မိဤမြေကြီးကိုပရာဇိယရှင်စေရှုံးစေနှုတ်မစေ၍သမန္တန္တနာနာကိုပြကတိအတ္တလေးဖြင့်သိမွေညာထွားကိုတော်ဤအသာတော်ဆိုတဲ့အလူဒါနကိုအတ္တာတိတိသဒနာဖြစ်ပေါ်ဖို့အရေးမနေကြည်ပြုပေးလူတော်မူခဲ့ပါပေ၏မေရုပမနာမရိကိစ္စခြေတောင်လေးရောင်ယူဇနာနပြန်ဆောင်သည်မြင်းမို့တောင်ထက်လည်းပဲကဲလွန်ပူမောက်သည်လေးဖြစ်သောသာမောလိတိတံယရဏ9ပါးရှိချက်ထားတဲ့ဗရမဥ္ဆောင်တော်မကိုင်းနှင့်တကွသမိုက်တွင်ညောင်းသိသလို့ဆိုတဲ့အုပ်ခေါင်းတော်အလူဒါနကိုအတ္တာတိသဗ္ဗညုညာယဖို့ရာဟုစိတ်တန်ရှေပြေတရာရှိ၍လူပေးတော်မူခဲ့လေပြီခေရေချင်းမတင်မြမတင်သည်လွင်အာကာသကောင်းငင်ဝ၌သာရကတိကတရဏခတာယာကျေရကတို့တဲ့ကဲလွန်ပူမောက်သည်လေးဖြစ်သောနယနာမဟုရာယောင်ဘရုံတောင်လို့ညိုမောင်ရှက်ပြုံးအမဆုံးသည့်မျက်လုံးတော်လူဒါနကိုအတ္တာတိတိသဒနာဖြစ်ပေါ်ဖို့အရေးမနေကြည်ပြုပေးလိုတော်မူခဲ့ပါပေ၏ဓမ္မဂဝန္တာဒုက္ခသောကိုယ်တော်အတွက်ပမမထအများသောလူနာမြတ်မသတ္တဝါတို့အတွက်သွေတော်နာနာသာတော်နာနာဥကောင်းတော်နာနာမျက်လုံးတော်အနန္တအုံမြင့်ချခဲ့တော်မူသည့်ဘုံတော်6ပါးသခင်ထိုဘုရားရှင်ကိုမယံ15ကြိမ်မြောက်ဟေမန္တဝိပဿနာဓမ္မသဘင်ရှင်ရင်ကျင့်ပပူဇော်ကြသည်ဟောသူနာသူတော်ပြုတို့သည်ဝန္ဒေဝန္တာမရှင်းကုန်တော်အောင်မေ့မျော၍ကိုရောမြတ်တော်လက်အုံမူကားရှ िख ိုးကြောကြပါကုန်သည်မြတ်စွာဘုရားအဲဒီလိုသွေးနဲ့ရည်တဲ့သာသနာတရားတော်ဤအုံမြင့်အခြေက
မြတ်ဗုဒ္ဓဤစွမ်းဆောင်ရဲ့အလီလီတွေကိုအာယုယူကျင့်ရရှိခိုးပြီးနောက်ဤရှင်ကိုဤမလေးနဲ့သာသနာမြတ်တခွင်တွင်သာသနာပြုခွင့်ရအောင်ကိုလလွယ်ဆယ်လဖွာဝါလနှလုံးပခုံးလည်းနဲ့သေဘာဘာတော်ကကြီးနှင့်နဲ့လူဖြစ်အောင်ကျွေးမွေးလာခဲ့ရလို့ဤအရှင်နှစ်သားရွယ်ကဘဝတပါပြောင်းသွားကွယ်လွန်သည့်အနန္တကျေးဇူးရှင်မြတ်မိခင်တော်မေသာထွေဆုံးငယ်ဆုံးတပါပေါင်းဝချင်းများဝတ်သင်္ကန်းနဲ့ရှင်ရဟန်ပြုနေတဲ့ရဲ့လို့ရွှေဘုံဝင်ဓမ္မသဘင်ပါဝင်လောက်ချသူတော်ချင်းများဖူးမြော်ခွင့်ရသလိုအာရဝံပြောဖူးမြော်ခွင့်ရမှသွားရရှာတဲ့မိခင်ကြီးအနည်း20ကျော်ကာလပရိယတိဓမ္မတွေရွယ်ဆောင်လို့အနည်း20ကျော်ကာလပြိပတိချင်းစကားတို့ဖြင့်ရှမ်းကချင်ကရင်ကရမွန်ရခိုင်မြန်မာမကြဒီတောင်စုဘွားတိုင်းရင်းသားတွေကိုမှသတိပဋ္ဌာန်တရားဟောကြားပေးလူနေတဲ့ရဲ့လို့ရွှေဘုံဝင်ဓမ္မသဘင်ပါဝင်လောက်ချသူတော်ချင်းများဂုံယူခွင့်ရကြသလိုအာရဝံပြောဂုံယူခွင့်ရမှသွားရရှာတဲ့မိခင်ကြီးအာတွေ့ကြုံငယ်ဆုံးတပါဟောကြားညွန်ပြသည့်မာတတိပဋ္ဌာန်တရားဓမ္မဟူသည်ကိုရွေဘုံဝင်ဓမ္မသဘင်ပါဝင်လောက်ချသူတော်ချင်းများကြားနာခွင့်ရသလိုစက္ကမယီမိနစ်ပိုင်းနာရီပိုင်းမြကြားနာအထုံးရှုမှတ်ခွင့်ရမှသွားရရှာတဲ့မိခင်ကြီးသက်တော်54နှစ်သိက္ခာတော်34ဝါအတွင်သာမင်းရှင်တစ်ပါးဤသာသနာတွင်သို့အနှင်းလူတန်းငယ်သည့်22သိန်းကျော်ကုသိုလ်မင်္ဂလာတော်တို့ကိုရွှေဘုံဝင်ဓမ္မသဘင်ပါဝင်လောက်ရှားသူတော်ချင်းများသာဓုခေါ်ခွင့်ရသလိုအာရဝံပြောသာဓုခေါ်ခွင့်ရမှသွားရရှာတဲ့မိခင်ကြီးတို့မိခင်ကြီးပြည့်ရှိသည်မှာဘာဝအရှင်မြတ်ဝတ်သင်္ကန်းနဲ့ရှင်ဟံပြုတော်မူလို့သက်တော်80ဝါတော်30အယဘဝနာထံစံလွန်လေးပြည်ဖခင်ကြီးဥဒ္ဓမိကတို့မိဘနှပြတို့သည်ရွှေဖုံးပွင့်ဓမ္မသဘင်ပါဝင်လောက်ချသူတော်ချင်းများတို့နဲ့အတူဖြစ်လေရာဘုံမဝစီကလာရောက်၍တရားဓမ္မနာယူနိုင်ပါစေကြောင်းဖြင့်ပလင်ဝေကနဲ့ဥကယေရှုကစိတ်မြော်၍တရားနာဖိတ်ခေါ်မည်မာတာပိတရောပုဒ္ဒသဒေတိတံဓမ္မဒေသနာဇာတာဌာနာကံတဝနာသုဏန္တုဣဒမန္တပါမာတာပိတရောမိဘကျေစုမြင့်မဟုတ်ကိုယေရှုကမျောလွတ်သိပ်ပေါ်၍အိတ်တော်လေတနိုးတိုက်တလေနေရမမေပဝင်းခွေလေနေ၍မယမရဏသိမင်မပြင်းအာနာခောတိတာရောက်လူရွာပြေထားလိုက်ပါသွားတဲ့သာလမြတ်ပြောခမည်းတော်မေတော်တို့သည်ဤဓမ္မနပေါင်းဓမ္မရှိကြီးရိုက်ဆော့တည်ဖို့ဖန်ဒီပြုပြင်တသဆင်းသည်ပလင်ပွေနာရန်ကုန်တိုက်ရွှေဖုံးဝင်စိရိတော်မြတ်တရားဓမ္မယုံဓမ္မခမ်းမာဆောင်အတွင်ရှိသောသာတာဌာနာကမ္မတကဓမ္မတာရောက်ရှိလျာယာသန္တရဘဝဘုံဌာနာရှိကအာဂန္ဓဝနာသမောင်တပါစေရဏထား၍ကျွင်အားဝံပြောဖိတ်ခေါ်လေသာနာယံကြာယာခဏသောနှင့်ဆောလင်မကြလာရောက်ပါ၍ဗုဒ္ဓသာဘာဝရှင်မြတ်ဝတ္တငါဖြင့်တင်လွန်ချေယုံပလင်ဘုံဝဲညာဟုံကောမြူတင်ထုရှသံသာယဟံဤဒေဝိတံရှင်မေကိုသာသဘောထား၍ဟောကြားတော်မူအပ်ပါပေသောဓမ္မဒေသနာသုတ်တန္တပိဋကခုတ်တကနေကေဇာတကပါဠိအဋ္ဌကထာ950ဇတ်တော်အဝင်အပါ
သုလာဓမ္မပါဠိဇတ်တော်သွေးနဲ့ရည်တဲ့သာသနာတရားဒေသနာတော်ကိုသူနာတုကြည်သာရွှင်ပြရဝံပြောသာတော်ထမောင်ကောင်းရုပ်ရောက်အောင်ဝမ်းမြောက်ဝမ်းသာအပြည့်တည်းဒီကဲ့သို့ဖမင်းနှပြဖိတ်ခေါ်တန်ကြရတဲ့တရားနာတော်သည်တို့အမေတို့အဖေတို့ဟာလည်းပဲသာသမီဖြစ်ကြတဲ့တို့များအပေါ်မှာကျေးဇူးတော်အနန္တနိုင်ချမရအောင်ရှိမှာပဲရှိခဲ့တာပဲရှိနေတာပဲလို့ပြန်လီတရိယာဖို့လိုပါတယ်မှန်ရဲ့လားမှန်ပါဗျာဒါကြောင့်ကျေးဇူးဟုံကြည်မြင်လိုက်မြင့်နှဖမြမတဲ့လူရှင်ချက်ကနေပြီးတော့မြမဘွက်ခါနိုင်တာဟာမိဘနှစ်ပါးဘသူနဲ့ဘသူမိဘနှစ်ပါးအမေနဲ့အဖေတဲ့ဗျဒါကြောင့်ဘုန်းကြီးတို့များသွားဗျာကိုရောမြတ်ကြီးပင်လင်းညီမလားယေရှုများတဲ့အတွက်တာကြောင့်မိဂရာဝေကုံမြိုင်ကျော်မှာပထမဥဆုံးဝါဆိုတော်မူပြီးတော့ရာဇီကိုရောက်နေတဲ့အချိန်ကာလ6နှစ်တာ9နှစ်ခွဲခွာခဲ့ရတဲ့သားချစ်ဖရာအဖူးမြော်လို့တဲ့ဖြစ်ခမဲတော်သုတော်ဒနာကဘောက်ဆိုင်တရားခေါင်းဆောင်တရားနောက်လိုက်1000တို့ဖြင့်အကျဉ်းချင်းအမပေါင်း1000တို့ဆယ်လွတ်ပါတယ်ဖယားပင့်တယ်ပေါ့နော်အဲဒီခါမှာတို့မြတ်သွားမရကလူလာရေပါကင်းငိမ့်ချရေပိတုကဖြစ်သည်အလျော်ကြီးစွာရာဇယောကကပိလောနေပြည်တော်သို့စက္ကန့်မိုင်းအတွင်ပင်ရင်တကုဆိုင်ရင်နှိုး၍မြေရှုံးမှုပြန်ကြွနိုင်ပါရဲ့ဒါပေမဲ့လို့နောက်ခဲ့လို့တတ်တော်လူများတို့မိဘကျေစုသိကြပါစေလို့နှလတိုင်တိုင်တနေ့လင်ဒီဥဒနာကြ8မိုင်နှုံးတနေ့လင်ဒီဥဒနာကြ8မိုင်နှုံးဖြင့်ခြင်းကလမြေပြင်ကြချင်းလင်းလန်းကြွတော်မူကားကျေစုတော်ရှင်ဖြစ်တဲ့ခမဲတော်သုရောဒနာမဟာရာဇာတနေ့တည်းနဲ့သောတာပန်မသည်သဂရကနာကအရှင်းတိုင်အောင်တရားနဲ့ကျေစုဆက်ပါတယ်တို့မြတ်စွာဘုရားခမဲတော်သုရောဒနာဘာနဲ့ကျေစုဆက်တယ်တရားနဲ့ကျေစုဆက်ပါဗျာနောက်တခု9ဝါမြောက်ရောက်သည့်ကာလ9လလွယ်10လဖွာပြီးတော့9ရက်သားလေးနဲ့ပြစ်ထားခဲ့ရှာတဲ့မဲတော်အဲ့ဒီမဲတော်ရှိရသောလည်းပဲမြေရှုံးမှုပြန်လာဖြင့်လွယ်လွယ်လေးနဲ့ကြွနိုင်ပါရဲ့ဒါပေမဲ့လို့အဲ့ဒီလိုတိတ်တိတ်ပုံအမိကျေစုမဆက်ဘူးလူနာပြမသတ္တဝါအလုံးစัจ java လာတောင်းထိုက်ပေါင်းလိုက်တဲ့မြေအပြင်လို့လူရင်းနတ်တွေပြမတွေအကုန်လုံးမြင်သာအောင်ရဲ့လို့တိတ်ထိတွေနဲ့တကူပြတဲ့ပွဲအဒီမှာရှိခြင်းမိတော်ညာဘက်မျက်လုံးကမိအလျံဘက်မျက်လုံးကရေအလျံတို့အတူပင်လဲအပြာမြန်လာလာမိလျာရေလျာမျက်ပြတော်နာတော်ပကုံးတော်လည်းယုံတော်အဲ့ဒါတွေကနေပြီးတော့တိုက်တိုက်ဝန်းရွှွှွှမြပြတော်မူပြီးမှဟောတာဝိနန္နံတို့ကြွတော်မူကားရဲ့ပေါင်း90ဝါတွင်3လအဘိဓမ္မာဒေသနာဓမ္မပြင်မဲ့တော်ဖြစ်ခဲ့ဘုဒ္ဓတန်တုတိဒါနာသာအသောတာပန်အရှင်းတိုင်အောင်တရားနဲ့ကျေစုဆက်တော်မူတယ်။ပါနဲ့ကျေစုဆက်တရားနဲ့ကျေစုပါဗျာအနုဓမ္မသာတိဘုရားကိုအတူလိုက်ပြီးတော့ကျင့်ခဲ့တဲ့ဘူရိပင်ညောမဟာပင်ညောတိတ်ခပင်ညောအာသပင်ညောဇဝနပင်ညောကာမိရပင်ညောလောကီပညာဒီဂရီ16လုံးရခဲ့တဲ့လက်ရာတော်ယံရှင်သာရိပုတ္တရာဘယ်သူပါလဲရှင်သာရိပုတ္တရာအဲဒီရှင်သာရိပုတ္တရာကိုတော်မြတ်ဟာလည်းပဲသာတော်သမီးတော်ခုနဘောတို့ရွှင်ပြောပြောသင်္ကန်းနဲ့မြယဟန်နဲ့ကျင့်လို့အရှင်မြယဟန္နာတိယဟန္နာမထေရီထေရာတွေဖြစ်ကြပေမဲ့မေတော်ဤခမမိစ္ဆာဒိဋ္ဌိအယူမဘက်တဝဲလဲရှိသေးတယ်ဒါကြောင့်ကိုရောသည်ဘိညာဉ်တွေကိုသာရင်နှိုး၍စက္ကမအတွင်မိခင်ကြီးရှိရာသွားပြီးတော့ကျေးဇူးဆက်နိုင်ပါရဲ့ဒါပေမဲ့လွန်နှောင်းခင်လူသားတို့လူများတို့မိဘကျေးဇူးကြီးမားကြောင်းသိစေလိုသဖြင့်တနေ့လင်8မိုင်ရတယူဇနာနှုတ်တနေ့လင်8မိုင်ရတယူဇနာနှုတ်သင်္ကလမြေပြင်ညခြေလင်းလန်းကြွတော်မူကား
ကိုယ်ကြောင့်ဆိုတဲ့မိခင်ကြီးအသောတာပန်အရှင်ရအောင်တရားနဲ့ကျေးဇူးဆက်ပါတယ်။ဘာနဲ့ကျေးဇူးဆက်။ဒါကြောင့်နမတကောယမိခဝေသံသာရောနမတဗုဒ္ဓပုဗ္ဗောဟောဒီပရိသတ်နဲ့ဘုန်းကြီးတို့တထွေဟာလည်းပဲတူနဲ့တူကျေးဇူးရှိကြတဲ့မိဘပြန်လာတော်ဆက်ခဲ့တဲ့ပုဂ္ဂိုလ်တွေမှန်ရလားမှန်ပါဗျာဟောဒီကမ္ဘာမြေကြီးကိုရေးနဲ့နှူအောင်လုပ်လိုက်ပြီးတော့ရည်စေကလေးလောက်ရည်စေကလေးလောက်နှစ်သိန်းလေးသောင်းယူဇနာထုရှိတဲ့ကမ္ဘာမြေကြီးကိုရေးနဲ့ပြောရည်စေလေးလောက်လုံးပုံတာဟောဒီပရိသတ်ဓမ္မဘုန်းကြီးနဲ့တူချင်းချင်းချင်းအပြန်လာအဖေတဲ့ဦးကြီးဦးလေးပါကြီးပါတွေကြီးတဲ့တွေ့ကြီးတွေလေအကွာမနမကြီးငယ်ဖယ်ထားလိုက်အမေတူတဲ့တော်ဆက်ခဲ့တဲ့ပုဂ္ဂိုလ်ကိုလိုက်လံဝင်ငှမယ်ဆိုရင်နှစ်သိန်းလေးသောင်းယူဇနာအထုရှိမြေကြီးကုံတော်ကုံရာဤအမေတော်တဲ့လူမကုံနိုင်ရဟုတ်ပါလားမှန်ပါဗျာကမ္ဘာလောကသားမြေအပြင်ရှိတဲ့သစ်ပင်တွေရေတွက်လို့ရရလားအဲဒီမရနိုင်တဲ့မြားပြားစွာသောသစ်ပင်တွေကိုခုတ်ချမိကြီးချမ်းလေးလောက်ခွဲချမ်းစိတ်ဖြာလက်တသိန်းလောက်ဆိုပြီးတော့ဖြတ်ပုံသာယခုနေကအမေဆိုတာဦးကြီးဦးလေးပါရေးပါတွေရေးလေတွေလေအကွာမနမကြီးငယ်တော်ဆက်ခဲ့တဲ့ပုဂ္ဂိုလ်တွေဖယ်ထားလိုက်အောင်အဖေတော်တဲ့ပုဂ္ဂိုလ်တွေကိုဤသူကဤဘဝအဖေဟိုသူကဟိုဘဝအဖေဟောသူကတော့ဟောဘဝအဖေလို့လိုက်လံဝင်ငှမယ်ဆိုရင်ကမ္ဘာလောကဓာမြေအပြင်သစ်ပင်တွေကုံသောကုံရာဤအဖေတော်ခဲ့ဘူးတဲ့လူမကုံနိုင်ရဟုတ်ပါလားမှန်ပါဗျာအဲ့ဒါလိုများပြတဲ့အတွက်ဒါကြောင့်ဘုန်းကြီးတို့ကတရားနဲ့ကျေးဇူးဆက်တယ်လို့အာယုံယူကြဘာနဲ့ကျေးဇူးဆက်တယ်တရားနဲ့ကျေးဇူးဆက်ပါတယ်ဗျာဒါပြင်စမတ်တရားကပါတယ်လေဓမ္မတရားပါသွေးနဲ့ရေးတဲ့သာသနာဘာတရားသွေးနဲ့ရေးတဲ့ဒီသာသနာတော်ကြီးကိုတို့မြတ်စွာဘုရားကိုရောမြတ်ကြီးလွယ်လွယ်ကူကူနဲ့ပန်းခင်းသောလမ်းကိုရှောင်လန်းရယူလာခဲ့ပြီမဟုတ်ဘူးခဲပင်ပန်းနွမ်းနဲ့ဆိုရွာရှင်းရဲတပိတပန်းခံပြီးတော့မှရယူခဲ့ရတဲ့သာသနာတိဆောက်ခဲ့ရတဲ့သာသနာနော်မှန်ပါဗျာသောသာရိဇလတိကာရုရိရာအတ္တာတိသောတုံငါတို့ရဲ့ဂေါတမမြတ်စွာလောင်းလျာသည်သာဂရိသမုဒ္ဒရာလေးစဉ်အတွင်၌သရာရိကရေမုံရေပေါက်တို့ထက်ကဲလွန်ပုံမောက်သည်လေးဖြစ်သောရူရိရံဗရမရောင်သွေးနိဆွေထိန်လျက်သွေးတော်မြအလူဒါနကိုအတ္တတိတိသဒနာဖြစ်ပေါ်ဖို့အရေးမနေကြည်ဖြူပေးလူတော်မူခဲ့ပေသည်တကားဘုရားကိုရောမြတ်သည်တဲ့သူလိုကိုလိုပုထုရှင်ဘဝဘယ်လိုဘဝလဲအရှင်မြတ်ဆိုတဲ့သောတာပန်ဘဝသဂရကံဘဝနာဂံဘဝယနာဘဝမဟုတ်သေးဘူးဘုန်းကြီးတို့တရားမတို့လိုပုထုရှင်ဘဝအဲဒီဘဝမှာဒီသာသနာတော်ကြီးဖြစ်စေဖို့ဆိုပြီးတော့သမုဒ္ဒရာလေးချင်းရှိရမြမကတကုတဘဝမှာတဲ့အသွေးဟာပရိသတ်တပိသားပဲရှိပါတယ်အဲဒီတပိသားရှိတဲ့သွေးတွေဖောက်ထုတ်ပြီးတော့လှူလိုက်တာမပုံမဆွဲရှိရင်ဖြင့်သမုဒ္ဒရာလေးချင်းရှိရမြရှုံးလောက်ပါတဲ့ကိုရောတွေ့လားသတ္တဝါတွေတွေ့လားသတ္တဝါတွေတွေ့ပါဗျာသီလသမာဓိပညာဆိုတဲ့သာသနာတော်ကြီးဖြစ်ပေါင်းဒီလိုသွေးတွေနဲ့အုပ်မြစ်ချခဲ့ရနော်မှန်ပါဗျာတို့ဒီပဲလည်းနသိလေးတောင်ထုရှိတဲ့မြေကြီးအဲ့ဒါမှလူတော်ပိဋကတရားထက်မပေါ်ပါဘူးပေါ်ပါမလားပေါ်ပါဘူးဗျာအဲ့ဒါလောက်ရှိတဲ့အသားတွေဘဝတိုင်းဒီသာသနာဖြစ်ပေါ်ဖို့ထုတ်တော်လူလိုက်တာမပုံမဆွဲတာရှိမယ်ဆိုရင်ဟောဒီမြေကြီးရှုံးလောက်တတ်တယ်ကိုရောတွေ့လားသတ္တဝါတွေတွေ့လားသတ္တဝါတွေတွေ့ပါဗျာနောက်တကူမြင့်မို့တောင်းယူဇနာဘလောက်ရှိတတ်တဲ့7,000နဲ့4တောင်မြင့်မို့တောင်းယူဇနာဘလောက်7,000ပါဗျာအဲဒီ7,000တောင်အမြင့်ဆောင်သည်မြင့်မို့တောင်းသည်တို့ဖယားအလောင်းတော်သူလိုကိုလိုပုရုဇေဘဝ
ယရဏခုနမရှင်ဝင်မြဖန်နီလာဥတပယဗရမယာရီခြေထားတဲ့စီခြေထားတဲ့ဥကောင်းတော်တွေဒီသာသနာဖြစ်ပေါ်နိုင်မှုဖြတ်ဖြတ်လူလိုက်တာမပုံမဆွဲတာရှိရင်မြင့်မို့တောင်ရှုံလောက်တဲ့ဘယ်သူအတွက်ပါလိမ့်နောက်တကုနေအပြင်လူတကုတဘဝမျက်ရှိဗန္နလုံးရှိတဲ့ကောင်းငင်မြော်မော်၍ကြည့်လိုက်မှလည်းပြည့်ရှင်းနေမြူတိုင်သူတိုင်းလေးကင်းနေပါကကျေတရားတွေပဲ၍ပဲမြတ်ရည်တွဲနိုင်ပြနိုင်ငါပမလဲရည်တတ်တယ်ပါဗျာအေးလုံးတော်မြတ်ဒီလူလောကလောပုရုကျေဘဝတကုတဘဝနှလုံးသားရှိတဲ့မျက်လုံးနဲ့တောက်တောက်လူလိုက်တာမပုံမဆွဲရှိမဲ့ဆိုရင်ကောင်းငင်ရှိကျဲများရှုံလောက်ပါတတ်တယ်မှန်ပါဗျာကောင်းငင်ရှိကျဲများအဲ့ဒါကိုတော့အတွက်လားတတ္တဝါတွေအတွက်လားတတ္တဝါတွေပါဗျာကိုတော့အတွက်သားတွင်တယ်လို့ပင်ပင်ပန်းပန်းခံနေကြရမလို့ပါအလွယ်တကူလေးဗျာအောင်လေးကိုဆိုတဲ့ဆွမြတ်ကိုအသာလေးလမ်းပြီးတော့ညံတော်နဲ့ယူနိုင်တယ်မှန်ပါဗျာဒါပေမဲ့လို့ကိနေကေနာတိနေနာပုရိသေနာထာမတသေနာသဗ္ဗညုတံပါပုနိတဝနာတန္တာရတံသဒေဝကငါကလည်းစွမ်းမကတတ်နေရှိလာတဲ့အာသနိယောက်ျားသည်တကုတယောက်တည်းဥသွားမဲ့ဆိုရင်ဖြင့်စွမ်းအားတွေအလကားဖြစ်ကုန်မှာပဲငါကိုယ်တိုင်သစ္စာလေးပါးသိအောင်ပြုပြီးတော့ဟောဒီတတ္တဝါတွေသစ္စာလေးပါးသိစိတ်မဲ့ဘုဒ္ဓဘောရိယငါကိုယ်တိုင်သန္တရာမကုမြောက်ပြီးတော့တတ္တဝါတွေကိုလည်းသန္တရာမကုမြောက်စေမဲ့တိန်နောတာရိယမှန်ရလားမှန်ပါဗျာငါကိုယ်တိုင်ကိလေသာမှလွတ်အောင်လုပ်ပြီးတော့တတ္တဝါတွေလည်းကိလေသာမှလွတ်မြောက်စေမယ်မဟုတ်တော့မောခြင်းရကျုံဝတာဥဒ္ဒံတန်တို့ဖြင့်လေသိချေကဗ္ဗတသိပါရမီဖြည့်တော်မူခဲ့ရပါသတဲ့မှန်ပါဗျာဘလောက်ကြာတယ်တို့တက္ကသမများနာတဲ့မှာတော့လေသိချေကဗ္ဗတသိရဲ့စကားလေးနှလုံးနဲ့ပဲမှန်ပါဗျာဒါပေမဲ့လောင်းတော်ချစ်ရတဲ့အသိချေဆိုတာဖယ်ရှားတသိဆိုတာဖယ်ရှားတက္ကဗဆိုတာကိုမျှော်ကြည့်ရအောင်တို့ယနေ့ဗတ္တကပါဘာကပါဗတ္တကပါဗျာကာကုတံကောနာကုံကတ္တပဂေါတမဖယား၄စုပွင့်ပြီးပြီနော်မှန်ပါဗျာနောက်မေတ္တရာဖယားပွင့်အောင်မဲ့အဲ့ဒီဖယား၅စုပွင့်ပြီးမှဒီကဘာပြတ်မယ်ဆိုတော့အဲ့ဒါမှတကဘာရှိသေးတယ်ဒီလိုကဘာပေါင်းလေးသိင်ချေနဲ့တသိန်းနဲ့ပါရမီတော်ခရီးရှာလိုက်ရတာတို့တက္ကသမတွေကံကနေမိုးလင်းမောက်တရားဟောမှာဘယ်နဲ့တော့နာမလားနာပါပါဗျာမရဲပဲကျွဲလဲမရှိနှုတ်ခမ်းမွေးမနိုင်ပဲပဲရင်တောက်ရင်ဒုက္ခရောက်တယ်ဟုတ်ပါလားရိုးရိုးဒီလိုလေးနဲ့ပြောမနေနဲ့တော့ကြတော့တို့တက္ကသမတွေကရှုကနေနောက်လစ်လစ်ထွက်သွားလို့ပြည်တိထုတဲ့လူနဲ့ဘုန်းကြီးပဲကြံနေရလိမ့်မယ်စာချုပ်နဲ့ဟောရင်လေဘုန်းကြီးကရှုံးရင်ထိစုပ်ဖနာစုပ်ပေးမယ်တို့တက္ကသမတွေကရှုံးရင်အိမ်ရောဘယ်နဲ့တော့ပေးနိုင်မှာတိုးသွားပြီကြိုင်ရှိပါစေကြည့်တို့အလောင်းတော်သည်သူလောကလောပုရုဇေဘဝဘယ်ဘဝပုရုဇေဘဝဗျာဘုရားလောင်းတော်သည်သောတာပန်ကျိုးမဖြစ်ဘူးမဖြစ်ကောင်းသောတာပန်ဖြစ်ပြီးရင်ဘုရားဖြစ်လို့မရဘူးတဂရကံကျိုးမဖြစ်ဘူးတဂရကံဖြစ်ပြီးရင်ဘုရားဖြစ်လို့ရသေးလားအနာဂယအနာဖြစ်ရင်ဘုရားဖြစ်လို့ရသေးလားမရပါဘူးဗျာကုလိုကိုလိုဆိုတဲ့ပုရုဇေဘဝမှာစိတ်ထားတော်ခိုင်ခိုင်မာမာနဲ့ပါရမီတော်ဖြစ်ခင်တာလေးသိချေနဲ့သဘာဝတည်းပါဗျာကြည်စံတို့ဘုရားဘလောက်ကြည်ညိုစရာကောင်းလဲကိုယ်အတွက်လားတို့ကဲတော့လက်သေးကြကဝတ္တသိပါရမီခရီးရှောင်လမ်းပြီးတော့ဖော်ထုတ်ခဲ့တဲ့အမြုတေယရဏအနှစ်သာရကသီလသမာဓိပညာဘာတွေပါလဲသီလသမာဓိပညာအေးဒါကြောင့်နဲ့ဝိနည်းငါးချမ်းစီနေညစ်ရှာလိုက်တော့သီလဝိနည်းငါးချမ်းငါပါရတယ်သီလပါဗျာသုတ်သုံးချမ်းငါသမာဓိရတယ်သုတ်သုံးချမ်းကသမာဓိပါဗျာဓမ္မသင်္ကနိဝိပိတာဒုက္ခရပုဂ္ဂလပညာကရာဥဒ္ဓယမိုက်ပဋ္ဌာန်ဟောလာပြီနေကပြည့်စုံသွားခဲ့တဲ့ကျွေးဖုံးဝင်ပဋ္ဌာန်းပေါ့နော်မှန်ပါဗျာအဲ့ဒီဘိဓမ္မာခုနှစ်ကျမ်းငါဆင်းရဲနဲ့ရှားလိုက်တော့ပညာတစ်လုံးရလာတယ်ဘာရပညာရပါရဲ့ဗျာဒါဖြင့်သုတ္တဝိနည်းဘိဓမ္မာဖယားဟောသိကြရဲ့လားသိကြပါရဲ့ဗျာအဲ့ဒါတွေတူရစုပေါင်းလိုက်တော့သီလရဲ့သမာဓိရဲ့ပညာရဲ့
အဲ့ဒါဟာသာသနာပါပဲသာသနာကပါဠိစကားမြန်မာလိုကအဆုံးအမသာသနာဆိုတာဘာလဲအေးတို့ဗျာဆုံးမခဲ့တာဘာတွေလဲဆိုရင်သီလသမာဓိပညာဒါတွေလည်းဒီပလင်မှာဘုန်းကြီးတို့တရားခွင်ထဲမှာသွင်းပြီးတော့ဟောနာကြီးညိုခဲ့ပြီးဖြစ်ပါတယ်မှန်ပါဗျာအေးသီလနဲ့သာသနာတွဲတော့သုံးပါဗျာသီလသာသနာသီလနဲ့သာသနာတွဲရင်သီလသာသနာခဏမဆဲသေးဘူးနေ့ပင်ကကြမှာဆဲမယ်ဘယ်နဲ့ဒါမျိုးကြမေ့ထားတာသီလနဲ့သာသနာတွဲတော့သီလသမာဓိနဲ့သာသနာတွဲတော့ပညာနဲ့သာသနာတွဲရင်အေးအဲ့ဒါဒါဖြင့်ကိုယ်သာသနာသီလရှိအောင်သူတော်ဘာသာသနာသီလရှိအောင်ပြုမှသာသနာပြုရာရောက်တယ်ဘာပြုရာရောက်ကိုယ်သာသနာသမာဓိရှိသူတော်ဘာသာသနာသမာဓိတည်အောင်ပြုမှသာသနာပြုရာရောက်တယ်ကိုယ်သဏ္ဍာန်ပညာတည်အောင်ပြုသူတော်ဘာသဏ္ဍာန်ပညာတည်အောင်ပြုမှခဏရောင်တော့ပြန်နဲ့ရောပြီးတော့လွတ်နေတာတွေရှိနေတယ်ဟုတ်ပါလားမှန်ပါဗျာအေးအဲ့ဒါဘုန်းကြီးတို့တရားတော်မှာမြတ်သတိထားတို့တရားတော်မတွေကအတုအပကိုကြိုက်သလားအရှစ်အမြတ်ကိုကြိုက်အရှစ်အမြတ်ကိုကြိုက်ပါရဲ့ဗျာနောက်ကဗရိုက်ကလေးနဲ့ပါဇက်ကလို့ထည့်လိုက်ဘာကကြိုက်ပါဇက်ကကြိုက်တာလက်တွေ့ကြအဲ့ဒါလိုဟုတ်ရဟုတ်ပါဘူးဗျာအဲ့ဒါလေးသတိထားပေါ့လောကမှာသာသနာပြုတယ်ဆိုပြီးတော့မှမိမိစိတ်တရားဟိုတော်ဝါဆိုပြီးတော့တကယ်အတိအကျတွေမဟုတ်ဖဲနဲ့ဟိုလုတ်ပြီးလုံနေဆိုပြီးတော့လုံနေကြတာတွေအများကြီးရှိပါတယ်တို့သူတို့ကိုအပြစ်မတင်ပါဘူးမှန်ရာကိုဥလီပြီးတော့ပြန်ပြီးတော့အသိရကြဖို့ဒါကိုပဲဘုန်းကြီးတို့ကနှုတ်ဆော်တာပါမှန်ပါဗျာအေးသီလသာသနာသမာဓိသာသနာပညာသာသနာနဲ့ပတ်သက်လို့ဘုန်းကြီးတို့မြတ်စွာဘုရားကိုရမကြီးကဝိနည်းတဲ့ပါဠိတော်တက္ကရာတိကာတွေမှာပြထားတယ်။ဘာပြထားတယ်လဲဆိုမဟာစေတယသတိတင်ကြီးစေတယသာသမိမဟာဝိဟာရသတိတင်ကြီးဝိဟာရသာသမိသာသနန္တာရိတုံနသကွန်တိတဲ့မဟာစေတယသတိတံမဟာစေတီနဲ့တူသောစေတယသဟသာစေတီက1000မဟာစေတီမျိုးဘလောက်1000ပါဗျာ1000အဲ့ဒီမဟာစီရီ1000ဟာတစုငွေကတိဘလောက်ကုန်တယ်လို့မပြောနိုင်ဘူးအကုန်အကျခံပြီးတော့စောက်ထားတာကနေ့ထင်ရှားရှိပါတယ်ဒီကိုကျွမ်းပါနော်မှန်ပါဗျာအဲ့ဒီမဟာစီရီမျိုးက1000ပြီးတော့လောဟပါလာဒခေါ်တဲ့ကြည်ပြတ်သားကြောင်းက1000ကြည်ပြတ်သားကြောင်းက1000ပါဗျာတန်ဆိုရင်တန်ကြီးတက်ပြက်လွယ်တယ်သစ်သားချစပြက်လွယ်ဟုတ်ပလားမှန်ပါဗျာအုပ်ဆိုရင်လည်းစားပေါက်ပြီးတော့ပြက်လွယ်တယ်ဒါကြောင့်ကြားရှိခံတန်ကြီးမတက်ချမစားတဲ့စားမပေါက်တဲ့ကြီးပြားဒီနဲ့ဆောက်ထားတဲ့ကျောင်းတော်ပေါင်းကဘယ်လောက်မှန်ပါဗျာအဲဒီလိုစေတီပေါင်း1000ကျောင်းပေါင်း1000တို့သည်သာသနာသီလသမာဓိပညာချုပ်တဲ့သာသနာကိုဓာရီတုံဆောင်နိုင်ရင်ငါဆောင်ဖို့ရထိန်းထားဖို့ရနတ်သကွန်တိမစွမ်းနိုင်ရလေကုန်ဟုတ်ပါလားမှန်ပါဗျာအဲ့တော့ရှင်ဘုရားပထုတေတာကိုတော့ငရဲကြည့်သလားအကုသိုလ်ဖြစ်သလားဒီလိုမပြောပါဘူးဒီလိုမပြောဘူးပြောတာကအဲ့ဒီစေတီပေါင်း1000ကျောင်းပေါင်း1000ဒီသာသနာတီအောင်မတတ်နိုင်ဘူးလို့သာသနာရေးရှုထောင့်ကပြောဘယ်ရှုထောင့်ကသာသနာရေးရှုထောင့်ကပြောပါဘာကြောင့်လဲအဲ့ဒီစေတီကျောင်းတော်ဒီဖူးမြင်ရင်ဖူးမြင်တဲ့ကုသိုလ်ရမှာပဲရှိတယ်အေးဘာကြောင့်သာသနာကိုတရားမတတ်နိုင်တာလဲဆိုတော့သက်မဲ့ရုပ်ဝတ္ထုတွေဖြစ်နေလို့ဘာတွေလဲသက်မဲ့ရုပ်ဝတ္ထုတွေဖြစ်နေပါဗျာအေးသက်မဲ့ရုပ်ဝတ္ထုတွေဖြစ်နေတဲ့အတွက်ဒါကြောင့်သူတော်ဘာသာနာမှာသီလတိအောင်သမာဓိတိအောင်ပညာတိအောင်ဟောပြောညွှန်ပြဆုံးမတိုက်တွန်းနိုင်ပါသလားမနိုင်ပါဘူးဗျာအေးဒါကြောင့်ဧကယာဟုပါဏမတ္တကာလမိသာသနန္တာရေတောင်းနသက်ကွန်တိဧကယာဟုပါဏမတ္တကာလမိသံပြုတ်ကလေးတဇွန်တောက်လောက်ယုံမြလဲပဲသာသနာဓာရေတုံသာသနာကိုဆောင်ထထိန်နာဖို့ရနတ်သက်ကိုနေစွမ်းအားမရှိကြခေါင်းကစေတီပေါင်း1000ကျောင်းပေါင်း1000တို့သည်တဲ့ရာခုရမှာစံပြုတ်ကလေးတဇွန်တောက်လောက်ယုံမြသာသနာတီးအောင်မလုပ်နိုင်မှန်ပါဗျာဟုတ်ပါလားမှန်ပါဗျာဘာကြောင့်လဲသက်မဲ့ရုပ်ဝတ္ထုတွေဖြစ်နေလို့ပါတဲ့
အေးတကယ်လားကိုယ်သာနာသူသာနာသီလသမာဓိတရားပညာတရားလောက်နိုင်တာကသံဃာတော်ရှင်မြတ်တွေဘယ်သူတွေလဲသံဃာတော်ရှင်ပါဗျာအေးအဲ့ဒီသံဃာတော်ရှင်မြတ်တွေကလည်းကိုယ်သာနာသီလရှိသူများသာနာသီလရှိအောင်ဆိုတော့ကိုရင်နေဝုပေတဲ့အခါမှာကိုယ်သာနာလည်းသီလရှိတယ်ကိုရင်တို့သာနာမှာသီလတရား9ပါးကိုရင်သီလဘယ်လောက်9ပါပါဗျာမြတ်စွာဘုရား109လေတရား9ပါးဩမောင်ခုခေပျောက်ပလားအောင်မေးနေမပျောက်သေးပဲကိုရင်သီလဘာနာပါတရား9ပါဗျာအေးတရား9ပါတဲ့အဲ့ဒါကိုတရားမင်းကြီးကပြုတ်လို့ပေးနိုင်သလားဝေးနိုင်ပါဗျာယမမင်းကြီးကကိုရင်ဟောပေးနိုင်သလားဝေးနိုင်ပါဗျာသမတဗျာနာရှင်တွေကကိုရင်ဟောပေးနိုင်သလားဝေးနိုင်ပါဗျာတို့ကြောင့်သောတာပန်သဂရကအနာဂါရိယတွေကကိုရင်ဟောပေးနိုင်သလားဝေးနိုင်ပါဗျာဟောသံဃာတော်သက်ရှိဖြစ်တဲ့ပုဂ္ဂိုလ်တွေကသာဟောပေးနိုင်တယ်အဲ့ဒီလိုကိုရင်ဟောပေးလိုက်တော့တို့ကိုရင်လေးတို့သာနာမှာသီလပေါင်းဘယ်လောက်တရား9ပါဗျာတရား9ပါယန္တဝါခံလိုက်တဲ့တွင်229သွဲသောသီလတွေတည်မသွားလားတည်ပါပါဗျာမြမတွေကယံခံပြီးလို့ရသလားမရပါဘူးဗျာတရားကမရပါဘူးဗျာထွက်ဘုန်းကြီးတို့တော့စက်ကွင်းတော့ဘယ်နဲ့တရားမရဘူးပြောတော့မဝတ္တဥက္ကဋ္ဌတို့သူတယောက်တည်းတုံနေတယ်လို့ဖြစ်တော့မှာပေါ့မလုံးနဲ့နော်တရားကယဟန်ခံပေးလို့မရပါဘူးလို့ပြီးပြင်းပြောနော်တရားကအဲ့ဒီလိုပြောမှာပေါ့နောက်မှတယောက်တည်းအုပ်ထည့်သွားတယ်လို့ဖြစ်နေလိမ့်မယ်ဟောမလွယ်တာပါလားနော်နောက်တော့သမဏဗယာနာရှင်တွေကယဟန်ခံပေးလို့မရပါဟုတ်လားမှန်ပါဗျာလူကြောင့်သောတာပန်သဂရကအနာဂါအရိယာတွေကယဟန်ခံပေးလို့မရဘယ်သူကယဟန်ခံပေးလို့ရတော့သံဃာတော်ရှင်အေးသံဃာတော်ရှင်မြတ်တွေကသာယဟန်ခံပေးလို့ရပါတယ်ဒါသာသနာပြုတာပြီးပြင်းအောင်ဘုန်းကြီးတို့ပြောနေတာမှန်ပါဗျာဒီကိကဘာမှမဟုတ်ဘဲနဲ့ငါပြောသေးတယ်ငါပြီးနဲ့သာသနာဘွဲဆိုပြီးတော့သူတို့ကလောက်တာအထက်ကလိုဓာတ်ကြလို့လိုအဲ့ဒါနဲ့ဆိုပြီးတော့အယူချိပန်းဟိုနေရာစေရီတဲ့ဒီနေရာဖယားတဲ့တဲမြန်တော့9000ပြည့်9000တမိုင်မဟုတ်ရှိတဲ့ဘုရားဂျူပြေနံပြေဆိုတာဟာသာသနာပြုနေတာမှမဟုတ်ခဲ့ပဲရှင်းစားနော်အေးအဲ့ဒါသာသနာပြုနေတာမဟုတ်ဘူးလာပါရအောင်ဂုံသိကြီးမအောင်ဆိုပြီးတော့လုပ်နေတာအဲ့ဒါဘုရားကိုဖူတုံးလုပ်နေတာဘုရားကိုမလုပ်နဲ့ဖူတုံးလုပ်တာဒါကိုဘုန်းကြီးတို့ပြိဿအမြင်မှန်ရဖို့လိုတယ်အဲ့ဒါဘယ်ပုဂ္ဂိုလ်တွေလဲလို့ဆိုရင်ဘုန်းကြီးကအင်္ဂလိပ်လိုပြောလိုက်မယ်ဟောဘာရင်စီအစရရဲ့ဝါစိတ်ရဲ့ဘောတိုးရဲ့အဲ့ဒီပုဂ္ဂိုလ်တွေလောက်ဘာရင်စီဆိုတာဘေးချင်းဆိုင်ရနောကတဆိုတာနဂတောဘာဆိုင်ရဂိုင်းဆိုင်ရတဲ့ဝါစိတ်ဘောတုအဲ့ဒီ5မျိုးပေါ်လာခြင်းဖြင့်သာသနာတော်ဟာမရှင်းဖြစ်လာအဲ့ဒီ5မျိုးပေါ်လာတော့သာသနာဘာဖြစ်တယ်မရှင်းဖြစ်လာတယ်ဘုရားအတီတီတန်းတန်းရှင်းသေးဝို့မဟုတ်တော့ဘူးတကားလည်းပဲဘင်းကစနေလာဖြစ်တဲ့အတွက်ဒါကြောင့်စနေအောင်မတောက်ကြကြည့်လို့သစ်အဲသားတဲ့ဟောသစ်ခန်းနဲ့စနေရဲ့အထက်မတနည်းငွေကြည့်လို့အဲ့ဒါအညွတ်တင်ပြီးတော့သစ်အဲသားဖယားထုကိုးကွယ်ရဲ့ယောဂကင်းတယ်ဆိုတော့ဘုရားကြည်ညိုလို့ကိုးကွယ်တာလားသူနာပြုလို့ခိုင်းတာသူနာပြုလို့ခိုင်းတာဘလို့အောက်တန်းကျသွားလေတို့ဘုရားသိက္ခာမကြဘူးလားပြီးတော့မုတ်ကိုချက်တည်ထားတဲ့ဘုရားအိမ်မောတင်ထားရင်မိကွင်းတဲ့ကောင်မရဲ့ဆိုတော့ဘုရားကြည်ညိုလို့ကိုးကွယ်တာလားမိကင်းဆောင်ခိုင်းတာမိကင်းဆောင်ခိုင်းတာပါဘုရားတို့ဘုရားဘလို့သိက္ခာကြအဲ့ဒါတွေကိုတို့တခါမတွေကဟုတ်ကြီးထင်ပြီးခဏလုံနေကြတယ်အေးဘာပဲဖြစ်ဖြစ်အသာထုထားလဲဘုရားတန်ထုထားလဲဘုရားပါကြောက်ထုထားလဲဘုရားပါအဲ့ဒါခုနကဗာရင်ချင်းနောကရခချင်းဝါတိဘောတုဆိုတာတွေကလူဟိုကြောင့်နေကြောက်ချင်းတို့ကိုယ်ွယ်ရင်ထိကြိုက်တယ်ဆိုတော့ဟာတို့ဘုရားကိုတကားလေသုံးနာတဲ့စီမြေဖို့မင်းစားဘလူအစိမ့်သေးရဲ့လောက်ထားလိုက်တာဒါကိုတို့တကားမတွေကလက်ခံနေရင်တော့ဖြင့်သာသနာပြုတာလားသာသနာဖြတ်တာ
အဲ့ဒီသာသနာပြည့်တွေကခဏရှည်တန်းရောက်နေတယ်သာသနာပြည့်တွေကဘာဖြစ်တော့အေးရှည်တန်းရောက်နေတယ်ဗျာအဲ့ဒါဘုန်းကြီးတို့မြန်မာတနိုင်ငံလုံးကိုလိုက်ပြီးတော့ဟောနေရဒါခန္တီတို့ဟုံမလင်းတို့ထမန်သေးတို့တရားတို့ဖောင်းပြင်းတို့ကလေးဝတို့ဒီဘုန်းကြီးတို့လိုက်ဟောနေရအဲ့ဒါလေးတွေဘုန်းကြီးတို့တရားတော်မှာများသတိထားကြကမ်းပါဟုတ်ပါလားအများကြီးပဲပြောစီရတယ်ဘုရားနဲ့ပတ်သက်လို့ရှိရင်တဲ့အဲ့ဒါကိုတော်မီတဲလို့တဲ့ကိုတော်ဓမ္မတဲလို့တဲ့နဲ့ကိုပိုက်ဆံတတ်နိုင်တယ်မြတ်တဲပေါ့ဘလောက်တဲပေါ့အခုတော့မဟုတ်ဘူးခါခုနမို့ရောရှင်းမို့ရောတို့တရားမတွေကလည်းပဲအဲ့ဒါအုံတော့မရှိဘူးပညာတွေတော့တတ်လိုက်ကြတာ BABBEDBABA ဒါပေမဲ့လို့ဘာမှဟုတ်တဲ့အဲ့ဒီလိုပုံကိုယ်တွေပြောတဲ့စကားယုံကြည်ပြီးတော့တို့ဘုရားရှင်မှာကြည့်ပါဘာမှအသုံးချမရတဲ့ရွှေကြီးဆိုရွှေကြီးအစ်စ်လှူပါတော့ဟောအခုတော့စိကတဲ့ခွန်ကကလရွှေကိုချီးတုတ်ခဏောင်းဆိုတဲ့ဝချမ်းများကိုစိုက်ပြီးတော့ဘုရားရှိလာထားကြသူတို့မှမရှက်တယ်ဘုန်းကြီးတို့တော့လှုပ်ရပါဘုရားကလိကမကလိကစားလှုပ်တာအာရှင်မရဒါကတော့တပည့်တော်တို့လူဟောကြောင်နေပဲလူသားတွေပဲကောင်းကျိုးဆိုပြဆိုရင်အေးအဲ့ဒီရွှေမဟုတ်တာကိုရွှေလိုသဘောထားနိုင်သေးရင်တကယ်ဘုရားအတွက်အသုံးချရတဲ့ငွေကိုရွှေကြီးလိုသဘောထားလှူလိုက်တော့မကောင်းဘူးလားကောင်းပါဗျာအခုအဲ့ဒါလိုလောက်ကြရရုပ်ဝါဒသိလွှမ်းနေတယ်နော်ဘာဝါဒလွှမ်းနေရုပ်ဝါဒအေးရုပ်ဝါဒသိလွှမ်းနေတာအဲ့ဒါဗုဒ္ဓဘာသာပျက်စီးခြင်းရဲ့အကြောင်းတရားဒါကြောင့်ဘုန်းကြီးတို့ကသာသနာပြက်လို့သုံးလိုက်တာတရားတော်မတို့အိမ်မှာအဲ့ဒီလိုအသုံးချမရတဲ့ရွှေကြီးတွေဟုတ်လားကလရွှေတွေရက်တောင်းနေတရားတဲ့သတင်းစာစုပ်ကိုဂျိုကုန်းလုံးရိုက်ထားတဲ့ဟာတွေအိမ်ရှိလာရှထားရင်ဘယ်နဲ့နေမလဲဆဲလိုက်မဲ့ဖြစ်ချင်း32ခုထာသာကုန်မယ်သာအောင်မေပါကိုယ်အိမ်ရှိကြတော့အမိုက်တပွဲဖြစ်တာကိုဖယားရှိဘာလို့မျက်နှာပြောင်တက်ပြီးမိုက်ကန်းနဲ့သွားလှုပ်ကြတာမလှုပ်ပါနဲ့မှန်ရလားအဲ့ဒါတွေသိရေးကြည့်နေတယ်ဘုန်းကြီးတို့မှာကသာသနာစောင့်ရှောက်ဖို့ကာကွယ်ဖို့တာဝန်မရှိဘူးလားရှိပါတယ်တာဝန်ရှိနေတယ်အဲ့ဒါတွေအခုကသိများနေကြတယ်ဒါကြောင့်လည်းခုဘုရားတမန်တွေဘုရားကမရောက်သေးဘူးလာပြီးတောင်းပန်ဘိုးဘိုးကြီးဘုရားလာတယ်မသိဘူးအဲ့ဒါတွေလည်းတို့တရားဓမ္မတွေတတိတာနတ်တရားတို့ထင်တယ်လို့စွန့်အင်မရှိပါဘူးတို့ကဘုန်းကြီးမရှုတ်ချဘူးမပုတ်ခတ်ဘူးတို့ထင်တယ်လို့စွန့်အင်မရှိဘူးတကယ်လို့သာတို့ထင်တယ်လို့စွန့်အင်ရှိရင်ပောရိသာဒဘယ်သူတဲ့မဘောနဲ့တွေ့တို့ပါသောရေးချပေါ်ပဲထွက်တယ်ပီနဲ့ဘီအကွဲကြီးပီအေပဘီအေဘကလေးလေးကစပြီးတယ်ဘုသေကနီးကြီးတွေကြီးအဲ့ဒါမပီတာကဘာသာရေးအဲ့ဒါ AIDS ယောဂဘာယောဂဝင်လာလဲဘာသာရေး AIDS ယောဂခုကအကြဆင်းနေတာပောရိသာဒဘာလို့လဲပုရိသာလူအထကစားလူသားစားတဲ့လူမို့ပောရိသာဒလို့သုံးတာသူ့နာမည်မဟုတ်ဘူးအဲ့ဒီပောရိသာဒတဲ့ကျွေနန်းတော်ကလူသားမစွန့်နိုင်တဲ့ဖြင့်ပါတဲ့ရသကနဲ့တရှိတချောင်းတဲဦးတစ်လုံးယူလာခဲ့တယ်ဘယ်သူနဲ့ဘယ်သူပါတွေတော့တရှိတချောင်းနဲ့တဲဦးတစ်လုံးယူမရတော့ဘာခြိုင်နေတဲ့အာသံနဲ့လာတာဗျခင်ဗျားတို့ကဒီသံနဲ့ဓာတကခြိုင်တယ်လို့ပြောနေကြတာရပကရသအရာသာရှိအောင်ကပြုတ်တတ်တာအရာသာရှိအောင်ပြုတ်တတ်တဲ့ပုဂ္ဂိုလ်မို့သူကိုရတကတဲ့အဲ့ဒါလဲဒီနဲ့အာလွဲနေကြပထွေးဘာသာကြပြီလိုက်တာရတိဧတဒီဧတပိဧပဘိဧဘပိဘအဖေခောက်ဘာသာကြတော့မပြီတာကသွေးပြက်နေတာနော်ပောရိတာဒဘယ်လိုလဲလူရှာမင်းကတော့အဲ့ဒါသူခေါ်လာတဲ့ရတကဆိုတဲ့ဓမ္မချက်သမားစားတော့ပြလိုက်ရောတနေ့အချမ်းရများတဲ့လူတယောက်သွားဖန်ဟိုကဝိုင်းလိုက်တာသင်္ကတယောက်တည်းပေါ်လဲကွာလိုက်တဲ့အခါကျတော့မှပရိသတ်ကြီးအဲ့ဒီလူကိုချထားပြီးတော့အပြည့်အလွတ်လွတ်အောင်စီယိုခုံလိုက်တော့ဒီဘက်ကရှားငုတ်တုံနဲ့စုမိတယ်ခြေတော့နော်အနာတရားဖြစ်တဲ့အတွက်တရားသူကညောင်မင်းစောင်းနာသွားပြီးတော့ခမည်းတော်သစ္စာပြုဆိုသလိုလိုအဋိဋ္ဌံမြဝင်ဆိုသလိုလိုပေါ့လေနော်ညောင်မင်းစောင်းနာတဲ့ကျွန်ုပ်ယောဂါကိုမြန်မြန်ပြောက်အောင်ကုပေးပါမင်းပေါင်း100ဓမ္မတို့ရဲ့လေချောင်းသွေးနဲ့ရစ်နှပ်ပူဇော်ပါမယ်အဲ့ဒါနဲ့သူချက်ကျွေးမဲ့ရတကကလည်းမရှိသူကိုယ်တိုင်လည်းခြေတော့ငုတ်ထိုးမိလို့အစာမစားနိုင်တော့ကအစာမစားပဲနေတော့သွေးကြုပ်ပြီးဗုဒ္ဓီနဲပြီးတော့မှအတ္တနုတက်ပြီးတော့ယောဂါပျောက်သွားတယ်
ငုတ်ထုံးမိတဲ့ယောဂဘာဖြစ်နတ်ကလုတ်ပေးတာလားအစာမစားလို့ကြောက်တာအစာမစားလို့တို့တရားဓမ္မတွေလည်းကြည့်အိမ်မှာဘုရားရှင်မောမှာဘယ်ကလာတဲ့အိန္ဒိယကမှောင်ကိုဝင်လာတဲ့ကလမဘဲလေးတကောင်နဲ့ရည်တဲ့မျောလာတဲ့ကလမကိုဟင်းသာရင်စီးပါလို့သင်္ချာကူညီသူရတ္တိဆိုပြီးဘုရားရှင်မောရောက်နေတော့ရင်နာတရားကောင်းလိုက်တာပရိသတ်ရေခုဘာလာတဲ့မရှိတာနဲ့သူများတွေပြောတာအုတ်ကြမြက်ပေါက်အဲ့ဒါကိုတို့တရားဓမ္မတွေကသကောလောင်းမှာဇောင်းမနဲ့တဲ့အကြံနဲ့ဆိုပြီးတော့အဓိပတိဘုရားအတုမရှိတဲ့ဘုရားရှင်မောတင်ထားလိုက်ကြတာသိရင်နာတရားကောင်းဘုန်းကြီးတို့မှလည်းနှလုံးသားရှိခံစားချက်ရှိဟုတ်ပါလားအေးသာသနာဆွမ်းဆောင်ရမယ်တောင်းမရှိဘူးလားရှိတယ်အဲ့ဒါဘိရှင်တို့တဲ့ဗြဟ္မာနာတဲ့ဟုတ်လားပြီးတော့ရှိပါဆိုတော့အဲ့ဒီနတ်ကြီးတွေနဲ့တကားတဲ့ညာပြီးတော့တယောက်မှအလုံးမကြလို့ဆိုပြီးနှင်ထုတ်ပြီးတော့ရေတဲ့ဘဲနဲ့မျောလိုက်တာခင်ဗျားတို့ကဟင်းသာပေါ်တင်ပြီးတော့ခဏဘုရားရှင်ပေါ်ရောက်အိန္ဒိယကမှောက်ကုန်ဝင်လာတဲ့နှာခေါင်းချုံကလမတို့ဗုဒ္ဓဘာသာထဲမှာမရှိဘူးဟုတ်ပါလားမေးပါတော့ကောဆရာကြီးသမားကြီးဘုန်းကြီးတွေယဟန်တွေဘုန်းကြီးယဟန်သာမဏေဒီလရှင်ကိုတထောင်စားလောက်သဘောထားပြီးတော့ငါလှုပ်ချင်ရလှုပ်နေတဲ့လူတွေမိုးချိုးကလည်းမပြစ်ဘူးနော်ဧကနာအောင်းမိတယ်တရားမင်းဝရစိန်လက်နဲ့ကုန်နေတယ်ဒီတရားပွဲကစပြီးတော့တရားမင်းအတွက်ဘုန်းကြီးတို့ဖမ်းရှာပေးရအောင်ဒေါ်လာနဲ့ဆိုပြီးတော့ဝရစိန်လက်နဲ့တွေဝယ်ပို့ပြီးတော့ဘုရားရှင်မောမှာတဲ့မရှင်မကျင်ရှိတဲ့လူတွေဟိုးငနဲ့ဒိုင်းငနဲ့ဘုံငနဲ့ခွန်းငနဲ့ပြစ်ပါပါလေဆိုပြီးဒါလို့ဆိုရင်တော့သိကြတဲ့ရန်ကုန်မြို့တော့ပြာချလောက်တယ်ချင်းဟင်ပရိသတ်အဲ့ဒါတွေသတိထားတာမေတ္တာပို့ပါဘုရားကိုလှူဒီတော့အချို့ကအရှင်ဘုရားဒီအကြောင်းနေမပြောပါနဲ့တဲ့ဒီအကြောင်းနေမပြောရင်ဘုန်းကြီးတို့ကလူထွက်ပြီးမိမယူုံမရှိတော့တယ်လို့ဘာပြောကြရလို့သေးတော့လို့မှန်ရလားပြည်လားအဲ့ဒါတော်တော်ခက်နေတယ်အေးဒါကြောင့်ဘုန်းကြီးတို့တရားတော်မှာများဘုရားပန်းဝယ်တာတောင်းမှလေဟောဘုရားအတွက်က30ဘိုးဝယ်မယ်ဆိုရင်ဘုရားအတွက်က9ကြဖို့အဲ့ဒီအိန္ဒိယကမောင်ခုံဝင်လာတဲ့နှာခေါင်းညုံကလမသုရတတိအတွက်က3ကြဖို့ပါလေပြောတော့ဒီပြည်တို့ကကိုးကွယ်တာမဟုတ်ပါဘူးလေကိုးကွယ်တာမဟုတ်ရင်ဘုရားကြီးပဲပန်း30ဘိုးလှူပြီးတော့အေးရှိတာရောမရှိတာသုရတတိဘောဘောဘုံမင်းကောင်းစသည်များဟောဒီကုသိုလ်တွေယူကြလို့ဆိုမကောင်းဘူးလားမှန်ပါဗျာအခုအဲ့ဒါလို့မဟုတ်ဘူးရုပ်မြင်ဝါဒလင်းနေအပြင်ဘုန်းကြီးတို့တရားဓမ္မတွေကအဲ့ဒါဘာသာသာသနာမှာအသုံးချလွဲနေကြဘာသာသာသနာမှာဘာဖြစ်လဲအသုံးချလွဲနေကြတယ်ပြီးတော့ဘုရားဒီကတ္ထံတောင်မှပြိဿရေတကယ်လို့လိုအပ်ရင်တဲ့ဟောရေအိုးနဲ့တဲပြီးအဲ့ရေအိုးတဲ့မိမိရဲ့သက်ရှိဖြစ်စေခင်ဗျားတို့ပြောတဲ့ဂျိုသက်တို့ဟုတ်လားအဲ့ဒါတွေဖြစ်စေပေါ့ထက်ပေါ့လှူထားလိုက်ပြီးရောအခုတော့ဆောင်းမကြီးလောင်းလိုက်တာစနေသားသမီးတို့ဘာပြောစနေသားသမီးတို့ဘာပြောအောက်ကဘုရားနှုတ်ခမ်းကိုပြားနေတဘာဝမကြတာလေမလုတ်ကြစမ်းပါနဲ့ဒုပရိသဆောင်းကရေလောင်းရင်ကြိုက်တယ်လားပြောဘုန်းကြီးလည်းရေရာချေချင်းနဲ့စနေသားဟုတ်တယ်မဟုတ်လား9နှစ်သမီး9နှစ်သားတွေကိုရေတယောက်အလုံး10လုံးလောင်းမယ်ဘယ်နဲ့တော့ခံမလားကို့မှာထိခိုက်လို့တဘာဝမကြတာတွေနဲ့ဘုရားသွားလှုပ်တာကတော့ပရိသတ်ရဲ့ပြောရရင်လည်းသိမကောင်းဘူးနော်အဲ့တော့ရေလူဆိုရေဦးနဲ့လှူထားလိုက်ပြီးတာပါပဲဒါရောရေလူရမရဘူးလားပြီးတော့မိလူတယ်ဆိုရင်လည်းပဲအဲ့ဒါနေကြီးသကောင်များတကားတဲ့12နာရီဘယ်မုတ်ဘယ်ဘက်ကသွားပြီးမိသက်ကြည့်လူပါသူဖယားညော်တိုက်တာဖြူเสียတော့သာဖယားပြင်ဝလုံးနဲ့လိုက်ရိုက်မိဆိုတာအမောင်ကိုခွင်းဖို့ပဲရှိတယ်ဒါကြောင့်သက်ကြည့်ဆိုဖယားနဲ့ကိုသက်ကြည့်ဖယားရှိချလူထားခဲ့ဖူးတဲ့ပုဂ္ဂိုလ်ကနေထွန်းလိုက်ရင်အလင်းရောင်မရဘူးလားအခုတော့နေကြီးကြောင်တောင်ဖယားမီးပုံတိုက်လိုက်ကိုသာဆိုဝလုံးနဲ့လိုက်ရိုက်လိုက်တဲ့ဖြစ်ချင်းကတော့ဘာပြောကောင်းမလဲအဲ့ဒါလို့လောကလူတွေကရောက်တယ်ပြီးတော့ရုပ်မြင်ဝါဒအနေအားဖြင့်ပြိဿအစွဲတွေလွန်နေကြတယ်အစွဲတွေမလွန်ကြဘူးလားပြောတော့ဗုဒ္ဓံသရဏံကိစ္ဆာမိတဲ့ဘုရားကသွားကြည့်ရင်ဘာလို့ဒုရတတိတရဏံကိစ္ဆာမိဘိုးဘအောင်တရဏံကိစ္ဆာမိဘုံမင်းအောင်တရဏံကိစ္ဆာမိရွှေဘောကျွန်းတရဏံကိစ္ဆာမိပြီးတော့ပြိဿရေဗါတဲ့သမ္မညတရဏံကိစ္ဆာမိဟောလိုက်တာတွေဒါဘာလို့ကြဘာလို့ကြတာလဲအဲ့ဒါပေါ်ကြတာတဲ့ဟုတ်တယ်အုံတော့မရှိတော့ဘူးရှိလိုက်တဲ့ပညာတတ်လိုက်တဲ့ပညာရှိလိုက်တဲ့ပစ္စည်းတွားကြည့်လိုက်ရင် no brain ဆိုပြီးတော့အုံနောက်ဆန်းချောင်းနေကြ
ဟာရှင်မြတ်ကိုယ်ကပြောခဲ့တဲ့အာဒါတမင်ရတို့ဟလားရွှေဘောကျွန်းတို့ဆိုတာတန်ဃာတွေမဟုတ်လားဟုတ်တယ်သိဟုတ်တာမငင်းပါသို့တော့ဒုဒကာဒကမတွေရေကြီးကမ်းမြို့လိုက်ပုံကစေရနာရေကြီးကမ်းမြို့လိုက်ပုံကဘုန်းကြီးတို့အဲ့ဒီအတက်ချင်းတွင်ဟုံးမလင်းဆိုတဲ့မြို့ကြီးရောက်တဲ့အခါကျတော့မော်တော်ကားပေါ်ကဈေးလန်းခရီးကြည့်လိုက်တယ်ဘာပြောကောင်းမလို့တစ်လက်မကွက်နှစ်လက်မပုံလေးတွေနဲ့ရေစုဆိုလားရေပွက်ဆိုလားပေါ့လေအဲ့ဒီကိုတော်ကြီးပုံလေးရောရွှေဘောကျွန်းရောတာမညရောဘူးဒီခရမ်းကြီးလို့သဘောထဲမှာရောက်ပြန်ကြည့်ဒါကိုရောဘုန်းကြီးတို့ကဒီတိုင်းကြည့်နေရမှာလားမရိတာတကယ်တက်ကြီးဝါကြီးတွေကအရှင်းမြင့်ဆိုတဲ့နေရာဌာနနေရာမှာအခုလမ်းဘေးမှာသကောတဲ့ဘူးဒီခရမ်းကြီးဖြစ်ရောင်းကုန်ပစ္စည်းရောက်နေတာဒါမှလောက်ကြတာသာသနာပြုတာလားသာသနာဖြတ်တာသာသနာဖြတ်တာပါသိခါချနေရတာဟုတ်မလားဒီလိုမလောက်ကြပါနဲ့တို့တကားတော်မှာများတကယ်လေးစားတဲ့တက်ကြီးဝါကြီးတွေကိုတက်ကြီးဝါကြီးအဖြစ်နဲ့ဆိုပြီးတော့ထားချသမှာရှင်းတယ်နော်ပြီးတော့ဘုန်းကြီးဟာဘုန်းကြီးပေါ့ဘုန်းကြီးရပါဘုန်းကြီးပေါ့အဲ့ဒီဘုန်းကြီးကိုဖဖယားဆိုတာအမေနဲ့ညာလို့ဖဖယားဖြစ်တယ်ကျွတ်เสียတော်တို့မြန်ဖဖယားရောင်မခေါ်လိုက်နဲ့ရောင်မခေါ်လိုက်နဲ့ခေါ်မဲ့ခေါ်ရင်ကိုဖယားမောင်ဖယားလို့ပဲခေါ်ရဘယ်နဲ့ဗျဘုန်းကြီးကိုတို့တရားဓမ္မတွေကဘာသာသာသနာနဲ့မပတ်သက်တဲ့အမည်တွေဟောဟာရတွေအသုံးအနှုန်းဆက်ဆံမှုတွေလုပ်နေတာလေဘာသာရေးသိက္ခာချခြင်းတရားပဲပြိတ္တာမှန်ရလားမှန်ပါဗျာအေးအဲ့ဒါတွေတို့တရားဓမ္မတွေသတိထားဒါကြောင့်ဘုန်းကြီးကသင်္ကန်းဝတ်ကြီးနဲ့မိမတယောက်ဖက်နေရင်ဘုန်းကြီးကနစ်လာတပါးတဲ့တယောက်တည်းပဲနစ်လာအခုကတို့တရားဓမ္မတွေဖယားရောတရားရောသံဃာရောဆိုပြီးတော့အကုန်လုံးဟိုဟာရောဒီကရောဆိုပြီးတော့ဖြတ်လို့ချက်ကြီးလှုပ်လိုက်ကြတာဒီတိုင်းကလွတ်ထားရင်တို့ရဲ့မြန်မာနိုင်ငံ20ရှိတာသာသနာကွယ်နိုင်တယ်ပြိတ္တာသာသနာမကွယ်နိုင်ဘူးလားကွယ်နိုင်တယ်ခုနကပြောလို့ဘုန်းကြီးယဟန်သာမဏေသီလရှင်ကိုတထောင်စားလောက်သဘောထားနေတာငါလောက်ချင်ရလောက်မယ်တို့ကကိုကြီး6ပဲလှူဒန်းနေရတာပဲဆိုတဲ့ဒါနနဲ့မာနတက်နေကြတဲ့လူတွေအတွက်ဒီထဲမှာဖြူเสียတော့မပါဘူးဟုတ်မလားမှန်ပါဗျာစနေသားနာမည်ကတက်တိုးတယ်အေးတို့တရားတော်မတွေအဲ့ဒါတွေသတိထားကြသမ်းပါယဟန်သံဃာတော်လို့သာသနာဝန်ထမ်းဖြစ်လိုက်ရင်တိစာပိသယံပို့ချမလားနှစ်တရားဓမ္မအတုဟောပြောမလားဒီနှစ်ခုပဲရှိဒီနှစ်ခုမလုံနိုင်အောင်ရုပ်နဲ့သွားလုံနေကြတာသာသနာပြုတာလားသာသနာဖြတ်တာသာသနာဖြတ်ပါဗျာဒါများဗျာသခိုးကလူဟိနေလို့တို့တရားဓမ္မတွေကသာသနာပြုတယ်သူတို့မရှက်လို့ပြောတယ်ဘုန်းကြီးတို့တော့ရှက်ပါဟုတ်ပလားအေးဒါလေးတွေတရားဓမ္မများသတိထားရတော့ကြာရင်အပြက်နဲ့နှာခေါင်းသွေးထွက်ကုန်ကြတော့မှာအေးစင်ကမရတဲ့မြင်းကမရတဲ့နောက်ခွေးခံတဲ့ဘုရားပေါ်လာအောင်တို့ဗုဒ္ဓဘာသာတွေသိသဘောကောင်းလို့အားကြီးတယ်မဟာယာနကပြောလေနာခန္ဓာပဲကနေဩမဏိပါရမေဟုံနဲ့ကိုရဆိုင်ကနေပြီးချက်ပင်မောထိရောက်ပါတယ်တော့ဩမဏိပတ္တမေဟုတ်တချို့လူဖတ်တော့မဖတ်တာအဲ့ဒါလောက်ထားရင်တဲ့ဈေးအောင်ကောင်းတယ်တဲ့သိတိတက်တယ်တဲ့ပရိုမိုးရှင်းတက်တယ်ဆိုပြီးတော့တကယ်ဘွဲ့ဒီကတိပညာရှိတဲ့လူတွေကလုပ်နေကြတာဘုန်းကြီးဖြင့်ရှက်လွန်းလို့ပြိတ္တာရေဘာပညာရှိနေတာလေမေးပါဦးတော့လားဘာသာရေးစကားဖြင့်ဘာသာရေးခေါင်းဆောင်ဖြစ်တဲ့ဆရာတော်သံဃာတော်တွေမေးပါဦးတော့လားဟုတ်မလားအေးဩမဏိပါရမေဟုံလို့ဆိုတာကဘုန်းကြီးတို့ဒီထေရဝါဒဗုဒ္ဓဘာသာမှာမြန်မာလောသီဟိုယူရီးယားကမ္ဘောဒီးယား5နိုင်ငံရှိတယ်မြန်မာနိုင်ငံနဲ့အယူတူတဲ့နိုင်ငံဘယ်နှနိုင်ငံလဲအဲ့ဒီ9နိုင်ငံရှိတဲ့ပုဂ္ဂိုလ်တွေမှာကြည့်တာဘုရားအလောင်းမကိုးကွယ်ဘုရားခမဲတော်မကိုးကွယ်ဘူးဘုရားမဲတော်မကိုးကွယ်ဘာဖြစ်လို့မကိုးကွယ်တာလဲမကိုးကွယ်တိုက်လို့ဘာဖြစ်လို့မကိုးကွယ်တိုက်တာလဲလောဘဒေါသမောဟများတဲ့ပုထုဇဉ်ဘဝသာဖြစ်သေးဟုတ်ပလားမှန်ပါဗျာအခုဩမဏိပတ္တမေဟုံဆိုတာကပြိတ္တာဘုရားအလောင်းကိုးကွယ်တဲ့ဝါဒအဓိပ္ပာယ်ပြန်ရင်ဩအန္တရာယ်ကင်းရအတွက်ချင်းပြီးကောင်းခြင်းမင်္ဂလာဖြစ်ပါစေသာမဏိအဝလောကီတည်သွားတာခေါ်တဲ့မေတ္တရာဖယားအလောင်းသည်ဘဒုမေဘဒုံမေဗဒမေဘဒုံမှာကြပါမော၌တည်ပြီးတကလာဟုံကောင်းကျိုးချမ်းသာပေးပါစေသာတဲ့ကဲတို့ထေရဝါဒကဖယားအလောင်းကိုးကွယ်ရမကိုးကွယ်ဘူးဘုရားခမဲတော့ဘုရားမဲတော့ဘယ်မှာမှမကိုးကွယ်ဘူးဘာဖြစ်လို့လဲမကိုးကွယ်တိုက်သေးလို့အပြင်းများတဲ့ပုထုဇဉ်ဘဝသာဖြစ်လို့ဘုရားအလောင်းဟာအလောင်းတော်ဆိုပေမဲ့သူကဘာလဲပုထုဇဉ်ဆိုတာပြောခဲ့
ဘာလို့ပြောခဲ့တာလဲဆိုတော့တို့ဖျားဖြစ်ပြီးမှမကောင်းတဲ့အလုပ်လုပ်သေးလားသိကြတယ်နော်ဒါဖြင့်ဝိဘတ်တော်12ပါးဆိုတာဖျားဖြစ်မှခံစားရတာမဟုတ်လားအဲ့ဒီဝိဘတ်တော်12ပါးအလောင်းတော်ဆိုတဲ့လေးလေးချင်းကဘာတသိမ့်ပါလာခဲ့တဲ့အမားတွေကိုပြန်ကျွေးဆက်ရဒါကြောင့်လေးလေးချင်းကဘာတသိမ့်ဟာပုထုဇဉ်ဘဝပုထုဇဉ်ဘဝဆိုတာအမှားများတယ်အမှားများခဲ့လို့ဖျားဖြစ်တဲ့ကာလမှာအဲ့ဒီအမားတွေကိုပြန်ပြီးတော့ကျွေးဆက်ရရှင်းအဲ့ဒါကြောင့်ဘုရားအလောင်းကိုတို့ကမကိုးကွယ်အဲ့တော့အုံမဏိပါရမေဟုဆိုတော့ကဘုရားအလောင်းကိုးကွယ်တော့ဘာသာကြီးဖြစ်လာရောဗျာဟောသွားဗျာဘုရားရောကြဝရောတိရောရာရောဆရာကြီးရဲ့ဘယ်နည်းအကုန်လုံးရောဘယ်နည်းဘာဖြစ်တော့ရောကုန်ပြီပြိဋ္ဌာရဲ့ဟိုဝါဒဒီဝါဒဟိုခိုင်းဒီခိုင်းတွေကအကုန်လုံးတကားတဲ့ပူပေါင်းဆက်ဆံတာတွေကိုတို့တကားတကားမတွေကဘာလဲသဘောကောင်းတယ်လို့ဂုဏ်ယူခြင်းလားယူပါဗျာသဘောကောင်းတယ်လို့ဂုဏ်ယူခြင်းဘုန်းကြီးတို့ငယ်ငယ်တုန်းကအငိမ့်စားသဖြင့်ကြည့်ကြတော့လူရှင်တော်တွေကမင်းသမီးလေးကပြအမောဖြစ်ဖို့ဆိုပြီးတော့စကားပြေထိုးကြတယ်ဟာသဘောကောင်းတဲ့ဘဝတော့ဘယ်ရွာကဘသူကဟေ့ဘယ်ရွာကဘသူကပြောတော့နောက်ဆုံးလူရှင်တော်တယောက်ကထပြောတယ်ဟေးသဘောကောင်းတဲ့နေရာမှာတို့အိမ်ကမိအေးဘသူမှမမိဘူးဟာမင်းတို့အိမ်ကမိအေးကဘလောက်သဘောကောင်းလို့ကလေးလေးရောက်ဖိမပေါ်ဘူးလေအခုလည်းတို့ရဲ့ဗုဒ္ဓဘာသာဘယ်ဟာဗုဒ္ဓဘာသာလို့ပြကြမရှိတော့ဘူးခொနကပြောခဲ့တဲ့နောကတခါဆင်ဝါစိတ်ဘောတုဟုတ်မလားအေးခါဆင်ရိုင်းဆိုတာဒီပါလာတဲ့တွေ့တာကြောင့်လှုပ်ချင်အောင်လှုပ်နေကြတာဘာသာရေးအပြက်အပြက်နဲ့နှာခေါင်းသွေးထွက်ဖြစ်နေသိသဘောကောင်းလို့ရင်မိအေးဖြစ်တော့မယ်ဟိုလူကပြောအုတ်ကြမြက်ပေါက်လက်ခံဒီလူကပြောဟုတ်ကြမြက်ပေါက်လက်ခံနဲ့ဆိုတာတို့မြန်မာနိုင်ငံဟာကြာရင်ထေရဝါဒဗုဒ္ဓဘာသာမိအေးဖြစ်တော့မယ်ပြိဋ္ဌာရဲ့အဲ့ဒါတွေကိုဘုန်းကြီးတို့ကခံစားချက်နဲ့ဆိုပြီးတော့ဒီမှာပြန်ပြီးတော့ပြောပါတယ်သာသနာပြုတယ်ဆိုတာဟာသီလတည်အောင်သမာဓိတည်အောင်ပညာတည်အောင်ဒါပြုရမှာမဟုတ်လားမှန်ပါဗျာအေးထားဇီအောင်ဇီဝယ်နဲ့အားကြောင်းသွားကြောင်းလာနဲ့ជីវရှာရတာခန္ဓာဝတ္တရားရဗျာတပည့်တော်ဥပမာအောင်မစောင့်နိုင်ထားအေးအားလက်တဲ့အခါကြတော့ကဘုန်းကြီးတို့တရားဓမ္မများတို့ငါကမစောင့်နိုင်တဲ့ဥပုဒ်ဒီရဲ့ရှေးလာများစောင့်မဲဟဲ့လို့မကောင်းဘူးလားအခုတော့ပညာရေးသမားများဈေးသမားများကအဲ့ဒါကြောင်းပိတ်တယ်ဟာလားဈေးပိတ်တယ်လယ်သမားများကထွန်းထုံးပိတ်တယ်ဆိုရင်ဘယ်နဲ့လောက်ကြတော့ဆိုတော့အဲ့ဒါအားရှိလူစုပိုက်ဆံစုပြီးလာဟိတကူကြီးဖရာတွေသွားဖူးရအောင်ဆိုတော့တို့ရန်ကုန်ကဖရာတွေတကူမရှိတော့ဟမ်ပြေးတာငကောကကြီးပွားရေးရှိပွားရေးပညာရေးလုပ်ငန်းရေးကြောင့်အာမထုတ်နိုင်မှလည်းအဲ့ဒီအလုပ်တွေထွန်းထုံးပိတ်ကြောင်းပိတ်ဈေးပိတ်တဲ့အခါတကားတဲ့အတိုးချပြီးတော့ကြိုးစားလုပ်ရမှာအခုအားရှိတော့ဖရလေထွက်နေကြဘယ်သွားကြဘုရားဖူးတယ်လို့ကိုကမသုံးညင်ဖရလေထွက်နှလုံးမှာပါလားပါပါရေကမောကစားကတောက်ခါနေသွားတာဘုရားရောက်တော့အော်တိုမက်တစ်ဖင်မှုတော်ထောင်ပြီးဥသုံးငိမ်ချပြီးတော့မှစားရင်နာဝယ်စားအပြန်ကြရံဖြစ်ပြန်လာကြတယ်ဒါအများသူတို့ကပြောတယ်တပည့်တို့ကကြိုက်ကြီးကို3ခေါက်ရောက်ပြီ10ခေါက်ရောက်တယ်ဘာမှမထူးဘာထူးလဲကန်ပြောဘာမှမထူးပါဘူးအဲ့တော့ရည်ရွယ်ချက်မှန်မှန်ကန်ကန်နဲ့တကူကြီးဘုရားတဆူသွားဖို့မယ်ဆိုရင်အခန္ဓာအိမ်မှာတစ်ချိန်ဘုရားဝတ်တက်ပါကအဲ့ဒီဘုရားတဆူကပြန်လာ2ချိန်ဘုရားဝတ်တက်နိုင်အောင်ကြိုးစားကြပါ3ဆူကပြန်လာ3ချိန်ဘုရားဝတ်တက်နိုင်အောင်ကြိုးစားကြပါဦးအခုတော့ဘုရားလည်းဖူးပြီးတော့အဲ့ဒီကပြန်လာပြီးရောက်တတ်ကြရပေါက်တတ်ကြရတွေပြောတာအိမ်လာရောက်ကိုကအိမ်ကသာဘုရားဆိုအိမ်မော်တက်မခံဘူးခြေထောက်နဲ့ဇုံရင်ဘတ်ကိုကန်ချပြအချိန်ဖြုံးနေကြတယ်ဘာလုပ်ကြတာဒါကိုပဲသူတို့ကအောင်မလေးဈေးကောင်းနေလိုက်ကြတာအခုခေတ်ကဒါကြောင့်ဘုန်းကြီးတို့တရားတော်များကိုယ်တဏ္ဍသီလသမာဓိပညာတရားသူတစ်ပါးတဏ္ဍသီလသမာဓိပညာတရားကြည့်အရေးကြတော့မလိုက်နိုင်တော့ကိုယ်တဏ္ဍသီလသမာဓိပညာတရားပြီးတော့သူတစ်ပါးတဏ္ဍအဲ့ဒီပြီလို့လုံးမှာဘာလုပ်ငန်းခေါ်သာသနာပြုလုပ်ငန်းခေါ်တာတို့တရားဓမ္မတွေရဲ့အခုကြတော့ကတို့လောကလူသားတွေဟာတလလေးတဲ့ဥပုပ်စောက်ပြည်တယ်ဆိုတာလူတရားတယောက်သိရှားသွား။အဲဒါဟိုသချင်းလေးလို့ရှိတော့ရှိတယ်ရှားတယ်လို့ဖြစ်သွားတယ်။လူတွေကပေါက်လို့ပဲစားကိုကျင့်သီလားဘာမှမရှိဘဲနဲ့ဆိုပြီးတော့နေတာ။ဟုတ်ပလား။ဟုတ်ပါဗျာ။အေးအဲ့ဒါတွေသတိထားဗျာ။ဒါတွေကပြန်လည်ပြီးတော့ဘုန်းကြီးတို့တရားဓမ္မများသုံးသပ်ဖို့သင်ခြင်းဖို့တွေးတော့ဖို့မလိုဘူးလားလိုပါရဲ့ဗျာအေးဒီဘုန်းကြီးကဥက္ကဋ္ဌ15နှစ်လောက်ဖြစ်လိုက်စမ်းဒီပြအမှုမစီရင်မှုအဲ့ဒီဖယားခန်းအမှုစီရင်
ဖယားကန်းကိုခုနကရှုပ်ပွေပွားပြီးတော့သူရသတိရောဘိုးဘွားအောင်ဘုံမင်းကောင်းရှင်မတိရကကြီးတော်ရွှေဘောညတာမင်းညဒီတဲ့အချို့ကဘောင်းတော်တွေတော့ဖယားကန်းသတ်ထားတာရှိသေးတယ်နတ်ဆွဲဝါဒဟုတ်ပါလားအေးအချို့ကမိရဆံဘူးလေးနဲ့မိရဖူးလေးနဲ့ဗျာသို့မဟုတ်ပလတ်စတစ်ဖူးလေးနဲ့ဆရာတော်တဲ့အဲ့ဒါဘယ်ပုဂ္ဂိုလ်ကြီးရဲ့သပင်မှာဖယားဆိုတော့ဘုန်းကြီးတို့စဉ်းစားရဟောသပင်ဆိုတော်သေးတာဗောဘာတော့အဲ့ဒီတိုင်အောင်ရောက်တက်ပြီးတော့အဓိပတိဖယားအတုမရှိတဲ့ဖယားကိုဘာမဟုတ်တဲ့ဟာတွေနဲ့ဆိုပြီးတော့အကုန်လုံးရောကြော်တွေလုံနေကြတယ်မိုးချိုးကမပြစ်ဘူးကွာဒါမျိုးကြဒါလောက်ဒီကဘုန်းကြီးတို့ပြိဿရောက်မတက်နဲ့နော်လွန်ကဲလာပြီအေးမိမိတို့ကကြီးပွားရေးစီးပွားရေးဘဝအကျိုးပေးတယ်ဆိုရင်စီးပွားရေးနဲ့ဘာသာရေးမရောနဲ့တခြားတွေကြဟုတ်တယ်မဟုတ်လားအခုကစီးပွားရေးနဲ့ဘာသာရေးဘာဖြစ်တော့ရောနေကြတယ်အမေဘယ်ဆရာတော်ကြီးသင်္ကန်းသွားကမလို့တဲ့ဘုန်းကြီးတို့ကလည်းရည်သေးတယ်ကြည်အေးရဲ့တို့တက္ကမတွေကိုကိုယ်ဆိုင်ရောက်တဲ့ပစ္စည်းတွေအတွက်တခြားတစ်မျိုးတည်းမှာသွားပြီးတော့ဝဲတာအလှပေးခဲ့တာလားကုံရင်းတည်ခဲ့တာကုံရင်းတည်ခဲ့တာပါဗျာခုလည်းပါသူကိုကျမ်းမအောင်သားသမီးတွေစာမေးပွဲအောင်အိမ်ကကိုအဟွာကြီးပရိုမိုးရှင်းတက်အောင်သွားလုပ်နေတာလှူခဲ့တာလားကုံစင်းတို့ရင်းတည်တာကုံစင်းတို့ရင်းတည်တာပါဗျာကြီးချင်းနဲ့ကြီးခင်မိမိအလုပ်တွေကဘယ်လိုလဲဆိုသာသနာတစနဲ့ရောက်တက်ပြီးတော့မယူရဲ့သာသနာဖြတ်နေတယ်ဆိုတာသူတို့မသိကြမလုပ်ပါနဲ့ရိုးရိုးစေတနာရှိလှူပါဘယ်ပုဂ္ဂိုလ်လှူလို့ကောင်းတထောင်းစားလှူလေကောင်းတာပဲစေတနာရှိနဲ့လှူဟုတ်တယ်မဟုတ်လားနောက်ကအဆွဲပွားလေးနဲ့ဆိုရင်အဲ့ဒါလှူတမ်းမြောက်ပါမလားမြောက်ပါဗျာမမြောက်ဘူးဗျာရှင်းလားမှန်ပါဗျာအေးဒါကြောင့်အဲ့ဒါနတ်ဆွဲဝါဒတွေကလည်းအင်မတန်မြတ်ကိုင်းပောရိတာရပြန်ပြောအဲ့ဒီပောရိတာရလေအစာမစားတော့ယောဂပျောက်တာနတ်ကလုတ်ပေးတာလားလူကလုတ်ပေးတာလူကလုတ်တာဗျာလူကလုတ်ပေးတာပါအေးပြီးတော့ဘာလို့တော့ဟာငါနာကြီးရမန်းစားလို့ယောဂပျောက်တယ်ဆိုမင်းပေါင်း100ဖမ်းပြီးတော့မှတကားတယ်ပဲညောင်မင်းတူလူဆွဲထားသူပြောတော့ငါဘလောက်100တပါးမဟာသုတ္တသောမမင်းကျမ်းတယ်အဲ့ဒီမဟာသုတ္တသောမမင်းကတက္ကသိုလ်မှာနေတော့ကအတူနေလည်းဖြစ်ခဲ့တယ်ဆရာတချမ်းလည်းတော်ခဲ့အချမ်းရလည်းသိမ့်များတဲ့အတွက်ဒါကြောင့်သူမဖမ်းလို့မဖမ်းတယ်ဒါနဲ့မင်းတရားကျင့်တတ်တော့ပါပြီဆိုပြီးတော့မှမိကိုခင်းနေတဇူဝါတွေတဲ့တကားလည်းပြင်းတယ်အဲ့ဒီပြင်းတော့မှညောင်မင်းသောနောက်ကဟာဒီကောင်သူ့ဘာလို့စာမစားလို့ယောဂပျောက်တာဘယ်နဲ့ကမောက်ကမငါကမြင်သူမန်းစည်းလေးတစ်လုံးတော့မပေးရဘူးငါညောင်မင်းကြီးတော့သွေးနေနဲ့ညစ်ပါကွရင်မမဲရိုင်းနေနဲ့ညစ်ပါကွဦးတော့မှာပဲမဖြစ်ဘူးဆိုပြီးတော့သူကလည်းပဲအဲ့ဒါနတ်တော်တနဲ့တရားမင်းနော်အဲ့နတ်တော်ရဲ့ဥက္ကဋ္ဌကြီးဥမာကဒီသူသွားပြီးတော့လွတ်ပါအောင်ဥက္ကဋ္ဌကြီးခင်ဗျာကျွန်တော်ညောင်မင်းတော့ညစ်ပေကုန်တော့မှာပါပဲဟာဘာဖြစ်လို့လဲကွာဟိုအကောင်ပောရိတာရလေသူကသူစာမစားမီယောဂပျောက်တာကျုပ်မြင်မန်းကြီးလေးတစ်လုံးတော့မပေးရပဲကျုပ်ကမဆလို့ဆိုပြီးတော့မင်းမောင်း100တို့ရဲ့100တပါးတို့ရဲ့လက်ချောင်းသွင်းနဲ့အဲ့ဒါရှင်းနှံပူဇော်မလို့တဲ့ကျုပ်ညောင်မင်းကြီးညစ်ပတ်ကုန်တော့မှာပဲဗျာလွတ်ပါတကယ်လို့သာဘုန်းကြီးတို့ထင်တယ်လို့တကုရှိတယ်ဆိုရင်အေးကွာမင်းကမေ့လေလို့ထင်ပါရင်မင်းမှတကုချီသားပဲပောရိတာတယောက်တည်းပဲကွာသူ့ကိုအိမ်ငွေချပြီးတော့မင်းမောင်း100လွတ်လိုက်ပြီးရောပေါ့မပြီးနိုင်ဘူးလားပြီးနိုင်ပါဗျာအခုအဲ့ဒီလိုမပြီးလို့သူပဲရောက်သွားတယ်တရားကြီးရောက်သွားတရားကလည်းအေးမင်းတဲ့ငါကစီနီယာကြီးပါတယ်ကွာမင်းပြန်တော့မင်းမပြန်ခင်ဒီကိစ္စငါအေးချအောင်လုပ်ပေးလိုက်မယ်ဆိုပြီးတော့ပောရိတာတကုနဲ့အိမ်ငွေချပြီးတော့မင်းမောင်း100လွတ်လိုက်တယ်ပြီးတာအခုဒီလိုလုပ်မပေးဘူးမင်းပြောတဲ့အထဲမှာမင်းမောက်တရားတော်မဟာသုတ္တသောမမင်းကျမ်းနေတယ်အဲ့ဒါမင်းမဟာသုတ္တသောမမင်းပါမလက်ခံမယ်လို့ပြောမဟာသုတ္တသောမမင်းဖြစ်တဲ့လူသားဤဟောကြားမှုတရားကြောင့်ပောရိတာရအမြင်မှရပြီးတော့မင်းမောက်တရားအသက်ချမ်းသာရလိမ့်မယ်ဆိုပြီးတော့မှလူပြေပြန်လွတ်လိုက်ဘယ်လွတ်လိုက်လူပြေပြန်လွတ်ပါဗျာဒါအဲ့ဒီမဟာသုတ္တသောမမင်းရအောင်ဖန်တော်ဟူသတ္တရဟဂါထာတရားတန်1000တန်ဂါထာတို့ဟောကြားတော်မှာခါမှာပောရိတာရဟောမျက်ကြည့်လည်းပြေလမ်းမှန်ရပြီးတော့မင်းမောင်းတရားလည်းမသေးတော့ဘူးအဲ့ဒါနတ်ကလုတ်ပေးတာလားလူကလုတ်တာလူကလုတ်ရဘူးလားရပါရဲ့ခင်ဗျာအခုတော့ဗတ်တယ်ဟဲ့မင်းပြောတဲ့အထဲမှာမင်းမောင်းတရားတစ်ပါးမင်းသမီးပေါင်းသို့မဟုတ်မိဖုရားပေါင်းတရားတစ်ပါးဆိုတာဓမ္မဒိဋ္ဌိနဲ့ကျမ်းနေအဲ့ဒီဓမ္မဒိဋ္ဌိကိုအယခေါ်ခိုင်းဓမ္မဒိဋ္ဌိပါမလက်ခံမဲ့လို့ပြောရင်ဓမ္မဒိဋ္ဌိရဲ့
လက်တွေသရုပ်ပြဖော်ဆောင်မှုကြောင့်ဆိုပြီးတော့မှပါရဏတိမြမျက်ခြေလည်းပြပြီးတော့အလုံးချမ်းသာရသွားလိမ့်မယ်ဆိုပြီးလူပြေပြန်ပို့တယ်ဘယ်ပြန်ပို့လဲလူပြေပြန်ပို့ပါဗျာတို့တရားဓမ္မတွေကိုထင်သလောက်နတ်တကူမရှိဘူးနော်မပုတ်ခတ်ဘူးမစောကားဘူးဘုန်းကြီးပြောအဲ့ဒါတချို့ကဘာလဲပြောတော့ဟောဥဒ္ဓမကျော်လဲနတ်တွေဆိုလို့လူထွက်ရပြီတဲ့နတ်ကင်လို့တဲ့ဖြူเสียရတော့လို့ကင်နှမ်းပါဗျာဘာမှမဟုတ်ပဲနဲ့ကိုမကြိုက်တာနဲ့ရှောက်ပြောနေကြတာကိုကနတ်ကင်စေခြင်းနတ်ပြီရိုက်တာအေးအဲ့ဒါတို့တရားဓမ္မတွေသတိထားကင်တာနဲ့ဆိုပြီးတော့ပြန်လာတဲ့အခါကျတော့ကိုတင်ပြအဲ့ဒီမှာဓမ္မဒိဏခေါ်ပြီးတော့ဓမ္မဒိဏကနေဘာလို့တော့ဆိုတော့သူ့ရဲ့လင်တော်မောင်ဖြစ်တဲ့ဥက္ကသေနမင်းကိုရှ िख ိုးပါရှ िख ိုးတော့ဗာရဏသီမင်းကပြောတယ်ဒီထဲမှာငါအကြီးဆုံးနဲ့ငါတကူအာနာအရှိဆုံးဖြစ်တဲ့ပုဂ္ဂိုလ်ကိုရှ िख ိုးပဲတယ်ဘာကြောင့်အငယ်ဆုံးဖြစ်တဲ့ဥက္ကသေနမင်းကိုမင်းရှ िख ိုးရဟင်းကျမကိုကျွေးမွေးပြုစုစောင့်ရှောက်နေတာကဒီဥက္ကသေနမင်းပဲတဲ့တော့ကလက်ဖက်ရည်တစ်ခွက်မှမတိုက်ဖဲနဲ့ရှ िख ိုးနိုင်မောင်းအဲ့ဒီခါကျနတ်ကဘွားကနေဆိုပြီးကိုရင်ပြပြီးတော့ဓမ္မဒိဏမိဖုရားလေးပြောတဲ့စကားမှန်တယ်ဆိုပြီးတော့ပန်းနေနဲ့ပြစ်ကျက်လိုက်ထဓမ္မဒိဏငါကိုရှင်မခိုးတာငါကိုဘယင်ဖြစ်အောင်ဆောင်ရင်းပြီးတကားလားကုညီမတာပေးတယ်ဟောဒီညောင်မင်းဆောင်နာကိုမင်းရှ िख ိုးသင့်တယ်လို့ပြောတဲ့အခါကျတော့ဟင်းမခိုးနိုင်ပါဘူးတဲ့အရှင်မင်းလေးကကုသိုလ်ကံကြောင့်ဘယင်ဖြစ်တာပါတဲ့ညောင်မင်းဆောင်နာကလုတ်ပေးလို့မဟုတ်ပါဘူးတဲ့အကယ်၍ညောင်မင်းဆောင်နာမှာအဲ့ဒီလိုစွမ်းအင်တတ်တည်ရှိတယ်ဆိုရင်သူ့ညောင်မင်းကြီးတချမ်းမီးလောင်သွားတာဘူးသူဘာလို့မငြိမ်းနဲ့လဲတဲ့အဲ့လိုထောက်ပြလိုက်တော့တခါလေညောင်မင်းဆောင်နာကလည်းဘွားကနေထွက်လာပြီးအာဓမ္မဒိဏမျိုးသမီးလေးပြောတာမှန်တယ်ဆိုပြီးပန်းတို့နဲ့ပြစ်ချက်ပြီးတော့ပူဇော်သွားအဲ့ဒီဓမ္မဒိဏငိုလဲငိုတယ်ရည်လဲရည်ဟဲ့မင်းသွေးတာနဲ့ဘာလို့ငိုဘာလို့ရည်တာရည်တဲ့အကြောင်းကိုကျွန်တော်မျိုးမှပြောပါမယ်ဘုရင်မင်းတွေကျွန်တော်မျိုးမသည်ဇာတိတရညာဖြင့်အတိတ်ဘဝကိုမြင်ခဲ့အဲ့ဒီမှာမိမသားဖြစ်လို့အိမ်တော်ရသားကြလို့လင်းသားရဲ့တငယ်ချင်းတယောက်အိမ်ရောက်တဲ့အခါမှာချက်ကျွေးတရားမရှိလို့စိတ်တကောင်ကိုလှပ်ပြီးတော့ချက်ကျွေးခဲ့စိတ်ရဲ့အမွေးနဲ့အမျှငရဲမှာခံလိုက်ရတာအဲ့ဒီကပြီးပြန်တော့လည်းပဲကာမတရိက္ခဏကာမဝိပါကကိုပြုတ်တဲ့ကံနဲ့တူစွာအနာပြောက်တော့အနယွတ်ကြံဆိုသလိုပဲဓမ္မအခုဘဝနောက်ဆုံးဘဝအသက်ခံရရှစ်သက်ချင်သားလိုက်ဒီဘဝပြီးငါဘဝလွတ်ပြီဆိုပြီးတော့ပြောတာရှိတာဘာဖြစ်လို့ငိုတာလဲလို့မေးတဲ့အခါကျတော့မှကျမစိတ်တကောင်တတ်တဲ့အတွက်ဒါကြောင့်ဘဝပေါင်းများစွာငရဲကြပြီးတော့လူဖြစ်တဲ့အခါသူများရဲ့အသက်အဖျားအခုလိုဖမ်းဆီးခံနေရအရှင်မင်းလေးဟာဟောဒီမင်းပေါင်း100တပါးမိဖုရားပေါင်း100တပါးသာတတ်မယ်ဆိုရင်ငရဲကခေါင်းဖော်နိုင်ရှာမှာမဟုတ်ဘူးဆိုပြီးတော့ရှင်းအတွက်ဝမ်းနဲ့လို့ငိုပေးတာအဲ့ဒီစကားပြောတော့မှတကားတဲ့ဗာရဏသီမင်းဟာမျက်စိလည်းလမ်းမှာပြေးပြီးတော့မှ100တပါးသောမင်းနဲ့မိဖုရားပေါင်း100အကုန်လုံးပြန်လွှတ်လိုက်ပါတယ်ပြိတ္တာလူကလုတ်ပေးတာလားနတ်ကလုတ်ပေးတာလူကလုတ်ပေးတာပါဗျာဒါတို့တရားဓမ္မတွေတစိတ်ရှိနတ်လွန်နေအဲ့တော့ဖယားကိုပန်းတော်တင်ရီတော်ကစီတော်လူမိတော်လူပြီးတော့အားလုံးနတ်မြတ်နတ်ကောင်းနတ်အပေါင်းတွေကိုအမျှဝေလိုက်ပေါ့မကောင်းဘူးလားမှန်ပါဗျာဒါသဘာဝကြတာပဲအခုတော့တို့တရားဓမ္မတွေသာသနာသမိုင်းညီမလည်းဘာမှအထင်ရှားမရှိတဲ့ဟာတွေကိုတို့တရားဓမ္မတွေအထင်ကြီးနေကြတယ်ဟိုရွှေပင်ကြီးရွှေပင်လေးဆိုတာအရက်တော့လွန်ပြီးတော့အံဘတ်ဆိုသေးတယ်ဒါလို့သာနတ်ပြစ်မဲ့တွင်ဘာကထွက်လာတဲ့လူအကုန်လုံးနတ်ပြစ်ကုန်ရမှာပြီးတော့ဟိုမရယာနဲ့မှကြည့်လိုက်ဟုတ်ကိုရင်မောင်သစ်ဖောင်ညာသွားတော့မဲဥဘာချီတို့အဲ့ဒါနဲ့နတ်ဖြစ်ရင်ဒီနတ်လင်ဘူးမိတဲ့နတ်ပဲဖြစ်တော့မပေါ့ရှင်းစားဘာမှဘာသာသာသနာကောင်းကျိုးမရှိတာတွေကိုသူများပြောဟုတ်ပါနဲ့ကိုယ်နဲ့လည်းမဆိုင်မဲနဲ့အုံနောက်မရှိတယ်လို့မလုပ်ကြစမ်းပါနဲ့ဟုတ်ပါလားအေးအဲ့ဒါတွေဘုန်းကြီးတို့တရားတော်မှာဒါသာသနာပြုတယ်သာသနာပြုတယ်နဲ့အောင်မယ်အယူကတမှုသာနေသေးတယ်တက်လိုက်တဲ့ပညာတွေ BI BBE တွေဘယ်ရောက်ကုန်မလဲပြိတ္တာပညာတွေကိုယ်ပိုင်ဉာဏ်နဲ့တွေးပါဒါကြောင့်တို့ဗုဒ္ဓဘာသာကမင်းနဲ့စင်တာပရိကျလူကိုဗဟောပြုတ်ပြီးတော့ပြောတယ်ဗုဒ္ဓဘာသာလူနည်းစုတစုသာလိုက်နာရမှာမဟုတ်ဘူးအခုရင်တို့မြန်မာပြည်ပြောရင်ဆရာကြီးတခင်ကိုတော်မိုင်းတို့ပြီးမိုးနဲ့စားတဲ့ရေးတဲ့စားတွေဘယ်လိုဖြစ်ဖြစ်ကြိုက်ရင်လက်တွေအသုံးချရတယ်တို့ဗုဒ္ဓရဲ့ဟောပြောချက်ကတရုတ်ကလာပုံနာမွန်စလင်မိုင်းစလန်ကလေးအမေရိကန်ယူရီးယားတရုတ်ကမော်ရီးယားလာဟိုဂျပန်နီပေါ်ပြင်အင်္ဂလာရှာပရီကဥရောပအမေရိကရှမ်းကချင်းငရင်ကရမွန်ရခိုင်မြန်မာဘယ်လိုပဲလိုက်နာ
လူတွေရဲ့ကောင်းတာလုပ်ရင်ကောင်းကျိုးရအောင်မကောင်းတာလို့ဆိုးကျိုးရတယ်ဆိုတဲ့သဘာဝအမှန်သာပြထားတာပဲဟုတ်တယ်မို့လားမှန်ပါဗျာအဲ့ဒါကလားကငရုတ်သီးစားလဲဘာဖြစ်တယ်စမ်းမှာပဲတရုတ်ကစားလဲဒါပဲမကောင်းတာလို့ဘယ်သူလုပ်လို့ဆင်းရဲကျိုးဖြစ်မယ်မကောင်းတာမလုပ်နဲ့ကောင်းတာလုပ်ရင်ဗမာထညက်စားတော့ဘာဖြစ်တယ်ချိုးတာပဲကလားထညက်စားလဲဒါပဲကောင်းတဲ့ကုသိုလ်လုပ်ရင်ဘယ်သူပြည့်ပြီးကောင်းကျိုးချမ်းသာရမှာအဲ့ဒါလူရင်းကျုပ်ပြောထားပါရဲ့တန်းနဲ့တို့တရားဓမ္မတွေကအတုမရှိတဲ့ဖယားလွန်းပြီးတော့ဖယားလုံမပေးနိုင်တဲ့ဟာတွေကိုခဏခွေးနာလောက်ကြိုက်တယ်လို့အိန္ဒိရီမရှိဘဲနဲ့လိုက်နေကြတာတော့သတိထားကြပါပြိတ္တရဲ့ခံရပါများတော့လေဘုန်းကြီးတို့မှလေစိတ်ထဲမှာအာပြီးတော့တင်းမှာပြီဟုတ်ပါလားမှန်ပါဗျာအေးတို့ဘုရားလုံမပေးနိုင်တာဗုဒ္ဓဘာသာလို့အမိခံထားတဲ့ပုဂ္ဂိုလ်တွေအတွက်ပြောတာတခြားဘယ်သူမှဘာမပြောသူ့ဘာသာနဲ့သူဘုန်းကြီးတို့ဘာမှမပြောလို့ပြောကြလည်းမလို့ဗုဒ္ဓဘာသာတွေထဲမှာအထူးအဖြင့်တရားအားထုတ်ထားပါတယ်ဆိုတဲ့လူတွေကမြင်ရောထားတာပို့ဆိုးတယ်ဘယ်နဲ့ကိုတရားနဲ့ကိုအရှိအမှန်ဆိုပြီးတော့ဒါနာတတိလာမြတ်တတိလာနဲ့သမထမြတ်တဲ့သမထနဲ့ဝိပဿနာမြတ်တယ်လို့အမြတ်ဆုံးဆိုရည်ယူပြီးမှတိုက်ပေါ်တက်ပြီးမှအောက်ကတဲအိမ်အောင်ဆင်းနေတာတော့နိုးပရိအုံနောက်ဆန်းဆောင်လုံးပါတယ်ပြိတ္တကြီးရှင်းလားရှင်းပါဗျာအေးအဲ့ဒါလေးတွေသတိထားဗျာကိုက်ဒီများတင်ပြောလဲပြောတာပါဘူးစမ်းမိလို့ပြောတယ်အဲ့ဒါအင်းလေးလို့နမလူတရုတ်လို့လောင်ဆက်နမနုဆိုတာနမူနာလောင်ဆက်ဆိုတာလက်စာပြောစီအများကြီးဥကြောင်ကြောင်အောင်ကျုံကျူဖြစ်ပြီးတော့ကျောင်းမှမှန်တဲ့စာမခက်စာမမှန်ကျက်အတန်းတဲ့ကြည့်ပါလားလို့ကျောင်းမှမှန်တဲ့စာမမှန်ကျက်အတန်းတဲ့အခုကျောင်းတက်တဲ့အချိန်တော့ဘိုင်းစကားသတင်းနဲ့ဆိုပြီးအလီလိုက်နေစာမေးဝဖြေကနိကြမှာဘောပင်လေးမမ်းပေသားမှာပေတံလေးမမ်းပေသားမှာအာဘုတ်စောနာယုံအပြင်ဘာမှဖြစ်လာမှာမဟုတ်ဘူးအဲ့ဒီလိုလောက်ရမယ့်အချိန်မှာမလုတ်ဖဲနဲ့တခြားအားကိုးနေတဲ့အတွက်ဒါကြောင့်တို့မြန်မာပြည်ပညာရေးသိအရှင်းနေတယ်ဟုတ်ပလားအေးပြီးတော့လည်းပဲဘယ်နဲ့တော့ဆိုတော့ခုနကပြောတယ်ဗာရိစီတို့ဟုတ်လားဂါချိုင်းတို့နောကရတ်တို့ဝါစိတ်တို့ဟုတ်လားနောကရတ်တို့ကပြောလိုက်တာအဲ့ဒါနေကဗာနေသားဗာနေဒီအုံညွန့်လေးဆောင်သွားကန်းငွန်ညွန့်လေးဆောင်သွားဘုန်းကြီးเจ้าကအပင်လည်းမနေရဘူးဘုန်းဘုန်းမရသာမွေးပင်ကနေကန်းငွန်ညွန့်လေးပေးလိုက်ရကန်းငွန်ညွန့်ကြီးဝက်လုံးနဲ့ထမ်းဆောင်တယ်ဘယ်နဲ့မဟုတ်တာသတ်မဲ့ရုပ်ဝတ္ထုပစ္စည်းတွေကဘာတတ်နေတာမှလို့ဒါလို့သာရရချီလို့ရသလားဆိုရင်မောတယ်နော်မောတာဟုတ်လားဒီလိုလားရရချီလို့ရသလားဆိုရင်တို့တရားဓမ္မတွေကြာပါပြီပြိဿရဲ့အဲ့ဒါကြောင့်ဒိဗ္ဗေသဘာဝမရှိတဲ့အလုပ်တွေကိုဘုန်းကြီးတို့သဘာဝလွင်တွေကိုဖယ်ရှားတာ gain ဖယားရဲ့သားတော်လေးရဟုလားခုနှစ်နှစ်သားလေးနဲ့သာသနာဝင်လာတာလူတိုင်းသိတယ်မဟုတ်လားသိပါဗျာဒါပေမဲ့ပဏိဒသာမဏေဒုက္ခသာမဏေသုမနသာမဏေအရိမောဇသာမဏေယေဝဒသာမဏေလေးတွေခုနှစ်နှစ်သားနဲ့ရဟနာဖြစ်ကြအဓိပတိဖယားကြီးရဲ့သားရင်ခောက်ခောက်လဲသူများတဲ့ဂုံမငယ်ရအောင်ခုနှစ်နှစ်သားနဲ့အုံဖွားဟဲ့ရဟနာဖြစ်ပါစေလို့လုပ်ပေးမှာပေါ့အခုအဲ့လိုဖြစ်ခဲ့ရဖြစ်ပါဗျာခုနှစ်နှစ်ကသာသနာဝင်ရောက်လာတာမှမင်းအသက်20ပြည့်မှရဟနာဖြစ်ပါကိုစွမ်းအားနဲ့ကိုမှရတာဟုတ်မလားအေးအဲ့ဒါကိုတို့တရားဓမ္မတွေကဖယားလုံမပေးနိုင်တာကိုဟိုလူဒီလူကလုံပေးနိုင်မယ်လို့စဉ်းစားနော်စဉ်းစားပညာတွေတက်လန့်ပါကြီးရဲ့ဆိုတဲ့လူတွေကစရောင်ရမ်းနေကြတာတော့အော်တဏှာစီကကောင်းလိုက်တာကျွတ်ကျွတ်ကျွတ်အတန်တွေတဏှာလိုက်ရအောင်ဟုတ်မလားမှန်ပါဗျာအေးပြီးတော့ဒေဝဒဖယားရဲ့ညီတော်လည်းတော်တယ်ရောက်တော်လည်းတော်မြည်မျိုးတဲ့အခါဖယားကဲပါကဲပါလားကဲနိုင်ရလားကဲနိုင်ပါဗျာဒါဖြင့်ဘုရားကိုယ်တိုင်လုံးမပေးနိုင်တော့ခင်ဗျားတို့ကဘာမဟုတ်တဲ့ရှိကြတဲ့ကောင်ကကလရွှေလေးကိုချီတုတ်ခဏောင်းကပ်ပြီးတော့ဒါနဲ့သွားရေရချီလို့ရမလားမရပါဗျာတဘာဝမလွတ်လိုက်တာတို့တကားဓမ္မနေခြင်းမိမိစိတ်တွေအတိတ်ဘဝမကောင်းတာလုံးလိုက်လို့မပြည့်ပြည့်နိုင်တော့ဘူးခဏကစငါကောင်းအောင်နေမယ်ကောင်းအောင်ပြောမယ်ကောင်းအောင်ကြမ်းမယ်ဆိုရင်ဒါပြီးရမှာပဲဘုရားလက်တော့မကြည့်ရှင်နေအခုဒီလိုမဟုတ်ဘူးလှုပ်ချင်ရလှုပ်ဟုတ်တယ်မဟုတ်လားတပုတ်လေလွင်ပြီးတော့မှလူမြင်ကဩကာအောင်မယ်ဒီထဲမရွှေကဲတို့ကသဲလိုက်တာနိဗ္ဗာန်မဲ့ဖို့ရက်တူတို့နဲ့ရလွယ်ရောက်လွယ်ဒီကိုရပါလိမ့်နိဗ္ဗာန်ကြီးလှုပ်ချင်ရလျှောက်လို့ပြီးတော့နိဗ္ဗာန်ရပါလို့ခြေတော်ကယသမား
ဟုတ်မလားဖို့ထုဆိုတဲ့အဲ့ညကြတော့ရက်တွေကအဲ့ကဘယ်ခွဲမလူမထင်ဘူးကွာမူအော်မနဲ့ကြရက်မှုပြေတော့လူကြသူကြောင့်ကောဩဃာသအစိမ့်နေရနိဗ္ဗာန်မဲ့ဖို့ရဒိုလိုနဲ့ရောက်လွယ်သည်ကိုဖြစ်ရပါလို့ဤများစွာဖယားလို့ကြီးစီတိမလို့ဘုလေကင်လိုက်ရောအဲ့ရတဲ့ကသားလေးတက်တို့ကထမိလိုက်တယ်မထင်သူ့ဘေရသမညကဆက်ကျင်လိုက်ဆက်ကြမ်းကျင်လိုက်ကြမနဲ့ကြမှာနိဗ္ဗာန်လိုချင်လို့ကြီးစီခောက်ရပါမလားဒီတော့ငါမသားလေးဆိုပြီးတော့မှနိဗ္ဗာန်မဲ့ဖို့ရပါလို့ကြည်စီဘူးလည်းကြိုင်တော့ဒါကြောင့်သာ၍ပို၍မထင်အခုလည်းတို့တရားဓမ္မတွေလုံးချင်ရလုံးနေပြီးတော့မှဟိုတိုင်းတာဒီတိုင်တော့ဟိုကိုဒီကိုနဲ့ဆိုတော့ကိုကတော့ကြီးကြီးတာထူလိုက်တယ်မထင်အေးဒါလေးတွေတတိတာဒါကြောင့်တို့များစွာဘုရားကသဗ္ဗပပသအကရဏကုသလသဥပသမနာသစိတပရိယောဓပနာဣတံဗုဒ္ဓနာသာသနာသဗ္ဗပပသသဗ္ဗအလုံးစုံပပမကောင်းမှုအကရဏမလုံနဲ့ကြီးပွားရှိပွားလူမျိုးနိုင်ငံရေးပညာရေးအိမ်တော်ကြီးဘယ်အရေးကြောင့်မှမကောင်းတာမလုပ်ပါနဲ့ဘုရားပြောတာမရှင်းဘူးလားရှင်းပါဗျာကုသလသဥပသမနာကုသလသကုသိုလ်ကုသိုလ်များကိုဥပသမနာပြည့်စုံအောင်လုပ်ပါဒါနလည်းမချမ်းနဲ့သီလလည်းဘာဝနာလည်းအခုဒါနလောက်ကြပါတဲ့ဒါနကတော့အာဩကုန်နိုင်ွယ်ပဲဒါပေမဲ့သီလနည်းနေဘာနည်းနေဘာဝနာကြတော့ very very ကိုနည်းနေအလွန်ကိုနည်းနေတယ်ဘာဝနာလုပ်ငန်းတွေကကိုယ်နဲ့မဆိုင်သလိုပဲတိုက်တွန်းရင်တိုက်တွန်းတဲ့ပုဂ္ဂိုလ်ကတော့ကြော့ပြီးပြန်ခဲ့ရတော့မလို့လို့အမလီကိုတော်တို့အသာတရားအထုတ်တိုက်တွန်းတာမအားဘူးဖေရမေးတာမရကြီးခင်ဗျားတို့ရွှေဖုံးဝင်ဝင်းကြီးအားလို့သေးတယ်မလားဘယ်နှလောင်းရှိတော့ပြောစမ်းညာပါဗျာတရေလောင်းမှမရှိပါဘူးအားလို့သေးတယ်မလားဘယ်နှလောင်းရှိတလောင်းမှမရှိဘူးပြိဿမအားတဲ့ဈာနဲ့ကသေရရင်တရားရေးရအတွက်တိုက်တွန်းတဲ့အခါမှာဘာကြောင့်အရှက်မရှိတဲ့မျက်နှာနဲ့မအားဘူးလို့ပြောရတယ်မင်းပြိဿအေးအဲ့ဒါတွေတို့တရားဓမ္မတွေတတိတာဗုဒ္ဓဘာသာဝင်တွေအတွက်ပြောတာတခြားဘာသာဒီထဲမှာဘုန်းကြီးတို့ကလုံးဝကန့်သတ်ထားတယ်မှန်ရလားအေးအဲ့ဒါတွေအများကြီးပဲဗျာလောကလူတွေဖြစ်နေကြတာမယောင်ရစီလူပြီးတော့တလွဲဆံမင်ကောင်းနေတယ်ဆိုတာအဲ့ဒါတွေပေါ့အရှက်လည်းမရှိတော့ခွေးနာလောက်ကြိုက်တယ်လို့အိမ်တွေမရှိဖက်သွားနေကြတာအားတော့နာပါရဲ့ very sorry ပဲအားတော့နာတယ်ဒါပေမဲ့ဘုန်းကြီးပြောတာကနည်းသေးတယ်တို့တကလည်းအမကြီးမျက်နှာပြောင်တက်ပြီးတော့ဆရာတော်တန်ဃာတော်တွေကြောလုံနေကြတာကြတော့ဘယ်နဲ့တော့မရိတာအဲ့ဒါကမှပိုကြမ်းထမ်းတာရုပ်မာတာရိုင်းဆိုင်တာဘုန်းကြီးပြောတာကဘာမှမဖြစ်တော့သေးဘူးအေးအဲ့ဒါကိုတို့တကလည်းအမကြီးပြင်ဖို့ကြိုးစားကြအောင်မက်ပြောဖို့ပြောအဝေးကြီးဘုရွှေကြီးကြီးကြီးလေမထင်းဟင်းနဲ့ရပဲဒါကြောင့်အခြေခံခိုင်လုံအောင်ဆိုသီလသာသနာသီလသာသနာကိုယ်နဲ့နှုတ်ကိုထိမ့်သိမ့်ပါကိုယ်နဲ့နှုတ်ကိုထိမ့်သိမ့်ပါသီလသာသနာဆိုတာဘာလို့ကိုယ်နဲ့နှုတ်ကိုထိမ့်သိမ့်ပါကိုယ်နဲ့နှုတ်ကိုထိမ့်သိမ့်ရမှာကိုအခုသူများတဲ့နှာတပြားသာပြီးဟိုကလာဒီကလာနဲ့ဆိုပြီးခင်ဗျားတို့ကလေကိုးပါးသီလမေတ္တာဆိုတာဘာဝနာလုပ်ငန်းသီလကကန့်သတ်ချက်ကိုယ်နဲ့နှုတ်နေတယ်ကဲဟုတ်တယ်မို့လားမှန်ပါဗျာဒီကြတဲ့အဋိဌာန်နဲ့တတ်တတ်လို့စားပြီးအငတ်ခံတဲ့လူတွေကရှိသေးတယ်တတ်တတ်လို့စားလို့ကုသိုလ်တမုံမမရတတ်တတ်လို့စားလို့ကိုရတမုံမမရအေးမတဲ့လို့အသားမစားဘူးအနတ်မခံနဲ့လို့အသားမစားဘူးလက်ခံနဲ့ကျင်တတ်တယ်ဘုန်းကြီးတို့ကအခုတော့မဟုတ်ဘူးသူတို့ကအောင်မဲတပည့်တော်မွေးနေတဲ့တတ်တတ်လို့စားတာတဲ့အဋိဌာန်နဲ့တယ်ဘာအဋိဌာန်မဖို့ရအကြောင်းဖြစ်တဲ့ကုသိုလ်မှာအဋိဌာန်မြောက်တယ်ဒီပြင်ဟာတော့တို့တရားဓမ္မတွေရောင်တော်ပြန်နဲ့ရောလွတ်နေတာပဲရှိတယ်အဋိဌာန်ဆိုတာမက်ဖို့နဲ့ဒီတထိုင်လွတ်ငါမက်ဖို့မရလဲသေးသွားပါစေဆိုတဲ့အာထုံမှုနဲ့မြအဋိဌာန်မြောက်တာအခုစိတ်လိုက်ကြတဲ့ဗတိနင်ပြီးနင်ရှင်းနင်ပြီးနင်ရှင်းပြောအောင်မယ်မြို့တစ်မြို့ရွာတစ်ရွာမှာဥယျာဉ်ကြီးတစ်ပါးခပ်ပေါက်ပေါက်ဗတိသုံးကုန်းကိုတပြိုင်နဲ့စိတ်ဘုန်းကြီးတို့ကလည်းမေးတယ်ဥယျာဉ်ကြီးအဲ့ဒါဘာလို့တာတော့ဆိုအာဒါအပိုက်ရည်များအောင်လို့လေဩအပိုက်ရည်များတော့ဘာဖြစ်လဲသိတိတက်တာပေါ့အပိုက်ရင်များရင်သိတိတက်သလားဒီခေတ်လှုပ်လိုက်ကြတာမို့လို့ပေါ့အေးဒီလိုဆိုရင်ဥယျာဉ်ကြီးလက်ညောင်းနေပန်ကာလေးသေးသေးဝယ်အဲ့ဒီပန်ကာကိုဗတိကြီးနားနဲ့တုပ်ပြီးတော့ခလောက်နိုင်လိုက်တာဘယ်နှပတ်လို့ခြင်းလဲအပိုက်ရင်များတိုင်းသာသိတိပြီးမယ်ဆိုရင်ဘယ်နှပတ်လို့ခြင်းလဲပြိဿတို့ပြောအခုခေတ်ကအဲ့ဒါဘာမှလည်းမသိညာမှလည်းမသိပဲနဲ့သူများပြောသမျှဆိုပြီးတော့အုံနောက်မဲ့လုံနေကြတာတွေအများကြီးရှိတယ်မစိတ်ရဘူးမပြောဘူးစိတ်
ပြီးပြီးပြင်းပြင်းတိတိကျကျအရဟံပူဇော်အထူးကိုခံတော်မူတိုင်တော်မြတ်စွာဘုရားတနေ့တစ်လုံးနဲ့ပဲပြီးပြီးအတိပဲရှိတယ်ဟုတ်တယ်မဟုတ်လားအခုတော့ဘာမှလည်းမသိဘူးအုံရင်ရောအောင်းနေရောဒိဋ္ဌိယညာဒိဋ္ဌိဆိုတာတွေကလည်းပါသေးတယ်ဒီတော့ဘယ်နဲ့လို့တော့အဲ့ဒီကလောင်သမားတွေကဘုန်းကြီးတွေကိုဟောချင်းဝင်မတင်လိုက်တယ်ဒါဘယ်ဆရာတော်ကြီးရဲ့ပတိစိတ်နေဘုန်းကြီးတွေကိုချင်းဝင်မတင်တာဟုတ်မလားလူတွေကလည်းပညာတတ်တယ်နဲ့မေးလိုက်ရင်ဘာများလို့တတိယအဋိဋ္ဌံပတိစိတ်ဟင်ဘာအဋိဋ္ဌံပတိစိတ်တာဩဒိဋ္ဌိယညာဒိဋ္ဌိဆိုတာကြီးပေါ့အေးအဲ့ဒါတွေလည်းလောကအများကြီးဘာသာဝိသသုံးနေလမ်းကြည့်လဲဘယ်ခါတာရွတ်လို့ဘာဖြစ်တယ်ညာခါတာရွတ်လို့ညာဖြစ်တယ်ဆိုတာတွေကလည်းဒါတွေကတဘာဝလွန်ပါလေဘုရားပြောတာကဆိုအာကုသိုလ်ဟုသမျှမပြုရရှောင်ပါကုသိုလ်ဟုသမျှမရအရာပြုပါမိမိတို့စိတ်ကလေးချူဖွေအေးစေရာဟောဒီလုံးပါဘုရားတိုင်ညွန်ကြတာဘုရားတဆူရဲ့စကားလားဘုရားတိုင်းရဲ့စကားလားဘုရားတိုင်းရဲ့စကားပါဗျာ everybody sorry ပါလူသားတိုင်းအခုလည်း every ဗုဒ္ဓဘုရားတိုင်းတို့ရဲ့တမှုရီသောစကားတပါးတည်းရဲ့စကားတောင်မဟုတ်ဘူးအဲ့ဒီဘုရားတွေကိုတော့ဒုပရိသခတ်ဆောင်တင်ရဲတာအော်ကုန်နိုင်ွယ်ပါပဲဟုတ်မလားတာဘာအာဂရဏအကုသိုလ်ကမြမပြုတ်နဲ့တဲ့ជីវရေးလူငွေအိမ်တော်ပညာရေးနိုင်ငံရေးဘယ်ကြီးကြောင့်မှမပြုတ်ပါနဲ့လို့ပြောထားတာဒါကြတော့ဒုဒကာရမတွေကအကုသိုလ်ကြတော့လက်ရဲချင်ရဲနဲ့ပြုတ်ပြီးတော့နေတာဘုရားကိုမျက်နှာပြောင်တိုက်ပြီးတော့ဥမဲသုံးနေကြတယ်ဟုတ်မလားအေးအဲ့ဒါသတိထားဗျာဒါကြောင့်ကုသိုလ်ဟူသမျှမရအရာပြုပါဒါနာသီလသမထဝိပဿနာကုသိုလ်တွေစုံလင်အောင်ပြုပါခုဝိပဿနာကြတော့လူတွေကနည်းနေတယ်ဝိပဿနာကြတော့ဘာဖြစ်တော့နည်းပါဗျာအဲ့ဒီဝိပဿနာမှလည်းပဲပြောကြရတယ်အများကြီးရှိသေးတယ်နောက်မှပြောပါမယ်အခုမပြောသေးပါဘူးသိများရင်မမှတ်မိမှဆိုတော့ကကိုက်တော်ပြီဒါကြောင့်အာကုသိုလ်ဟူသမျှမပြုရရှောင်ပါကုသိုလ်ဟူသမျှမရအရာပြုပါမိမိတို့စိတ်ကလေးဖြူဖွေးအေးစေရာဟောဒီသုံးပါဘုရားတိုင်ညွန်ကြတာဒီကပဲဒါမြတ်စွာဘုရားကိုရောမြတ်ကြီးတိုင်းရဲ့ဘုန်းကြီးတို့ကိုယ်ပဲတဲ့ဘုရားတိုင်းတို့ရဲ့အဆုံးပါပါအဲ့တော့ဒီပြင်တရားဓမ္မရဲ့နောက်ဆုံးအကျဉ်းချုပ်ပြောလိုတာကတော့ဘုရားကိုအားနာတဲ့စိတ်ကလေးနဲ့ရှိချသမှာအောင်ဘုရားကိုပါလဲအားနာတဲ့စိတ်ကလေးရှိချသမှာအောင်ဘုရားလုံမပေးနိုင်တာနဲ့ကြော်ပြီးတော့ဘယ်ပုဂ္ဂိုလ်ကလုံပေးနိုင်အောင်မလဲအေးအဲ့ဒါကြီးပြောကြရအများကြီးထသေးကြွေကြိုက်ကြည်နေကြိုက်ဒါတော့ရှိကောင်းရှိအဲ့ဒီထသေးကြွေကြိုက်ကြည်နေကြိုက်ဆိုတာကလည်းဘုန်းကြီးတို့တရားဓမ္မများဒီနေ့မပြီးရင်လက်ပြင်ကပေါ်ဆက်ပါဟုတ်လားအေးဘာလဲဆိုတော့တစ်ချိန်ကဒန္တပူရီပြည်ကြီးမှာဒန္တကီမင်းစိုးအုပ်အဲ့ဒီစိုးအုပ်နေတော့မိန်းကလေးတယောက်ကအင်မတန်လှလာတော့ဟိုလူကလိုချင်ဒီလူကလိုချင်ဟိုမင်းသားဒီမင်းသားဟိုတမ်းမိဒီတဲ့မိကလိုချင်တော့မှရန်တတ်တယ်လို့စစ်မဲ့မြန်ဖြစ်မယ်ဆိုတော့အခါကျတော့မှဂိုင်းဘယ်သူမှမယူရအားလုံးပြည်သူပိုင်းဆိုတာနားလဲပါတယ်နော်အေးအဲ့တော့အောင်မယ်သူကလည်းခေမလို့ခင်ဗျလူပေါင်းများစွာနဲ့ခြံရံနေနဲ့တနေ့ဘင်းကြီးကနေပြီးတော့နန်းတော်ကလေသာပလင်းဖွင့်ကြည့်တော့အုပ်ကောင်းတဲ့ဖြစ်နေတော့ဟေ့အဲ့ဒါဘာလို့လဲကွာမမဘင်းချီဖယားကရာဓုပေးထားတဲ့ပြည်ကြီးတန့်စာမပါဖေ။အောင်မေပြည်တန့်စာကဒီလောက်ခမ်းနားလို့ဟဲ့မျက်စိသဘွယ်မွေးစုတဲ့ရာဓုကချလိုက်ဝါအစီပြေတယ်လို့ပြက်ပြဲသွား။အဲ့ဒါနဲ့ဥယျာဉ်နဲ့ရောက်သွားတော့ရှင်သာရိပုတ္တရာလောင်ကိတဝဆယသိအဲ့ဒီယသိကတရားအားထုတ်နေတော့ဩဒီအမင်္ဂလာခေါင်းကြီးနဲ့တွေ့ရမှာမို့ငါရာဓုကြတာပဲလို့ဖီပွန်းဆိုပြီးတော့အဲ့ဒါချွဲကနတ်တွေနဲ့တွေ့ရ။တနေ့လုံးစိတ်ပြက်လက်ပြက်နဲ့ဆိုပြီးတော့ဥယျာဉ်နဲ့ညနေကျတော့ဥယျာဉ်ကနေမိမိအိမ်ပြန်ဘယင်ကလည်းကြည့်နေတယ်ဟဲ့ဟောလာတာမသိလဲကွာမမဗျာရှင်မင်းတရားကြီးမနေ့ကရာဓုချလိုက်တယ်ပြည်ကြီးတန့်စာမပါဗျာအေးတနာပါတယ်ကွာပြန်ပေးလိုက်အဲ့တော့ဘယ်နဲ့တော့ဆိုတော့ဒီကောင်းလိုက်တဲ့လောကကြီးနော်အမကပြည်တန့်စာမကြီးသွားတာအေးအဲ့တော့ဟိုကလည်းဒီလိုပဲဥယျာဉ်ထဲကရသေးရုံမှာဟိုချွဲကနတ်တွေနဲ့ထွေးပါပြန်ရပါလိမ့်သူလည်းသွားထွေးတိုက်ဆိုင်မှုပြိတ္တာကြီးသူလည်းပဲရာဓုရလာဘယ်နှခါရှိ
နောက်ဘယင်ကိုယ်တိုင်စစ်ထွက်ရအဲ့တော့မှအမကြီးကဘုရားကျွန်တော်မျိုးကြီးရာထူးကြတော့မှပြည်တတ်စာမကြီးသွားမေးတဲ့အခါမှာဥယျာဉ်ထဲကရသိရုံမာကိုချွဲကနတ်တွေတို့ဖြင့်ထွေးနေစစ်အောင်နိုင်ပါတယ်ဘုရားကျတော့ဟုတ်တော်ရှိမဟုတ်တော်ရှိသူကလည်းလှုပ်တာဒါနဲ့စစ်တိုက်တော့အကြောင်းအားလျော်သွားအောင်လာရောအကြောင်းအားလျော်သွားပါဖြစ်ဘယ်နှခါရှိတယ်တိုက်ဆိုင်မှုလို့သူကမတွက်ဘူးနော်အေးအဲ့ဒီကြတော့မှရသူရွာသားတွေကဒိုးဘင်းကြီးလှုပ်တာမှန်းနေဒိုးဘင်းကြီးလှုပ်တာမှန်းနေနဲ့စစ်အောင်ဘင်းကြီးချိုးချိုးလိုက်ကြတော့နတ်တွေကပန်းမိုးတွေရွာချတယ်နတ်တွေကဘာလို့ပန်းမိုးရွာချပါဗျာသိကောင်းနေတော့မထင်နဲ့မြူဆွဲတာနော်အဲ့ရနေနောက်ငွေမိုးတွေရွာချဒိုးဘင်းကြီးလှုပ်တာမှန်းနေထောက်ခွာရွှေမိုးတွေရွာချအိမ်ကပတခက်ထဲကကလေးတောင်မကြံတော့ဘူးဆိုတဲ့အခါဓာမိုးတွေလှံမိုးတွေရွာချကြောက်ခမ်းမိုးတွေမိကြီးကဲမိုးတွေရွာချပြီးပြဘူးမိုးနဲ့ပုံလိုက်တာတစ်မျိုးလုံးတောင်ပြက်တက်ကိုပြောင်းมาရောလားဟုတ်မလားအေးအဲ့ဒါဘာကြောင့်လဲသူ့ဘာလူတရားအထုတ်နေတဲ့အပြစ်မဲ့ကိလဝဆရသေးကိုသွားပြီးတော့စော်ကားတဲ့အတွက်ဒါကြောင့်တစ်မျိုးလုံးမဖြစ်တော့ဒါပြပါဗျာအေးအဲ့ဒါပဲတို့တရားဓမ္မတွေလည်းအဲ့ဒီအယူမားတွေတတိထားအခုမှဘုန်းကြီးပြောတာနောက်ကျနေပါပြီမန္တလေးမဟာမြတ်မုနိကကြီးရုပ်ကြီးတွေကုန်ပါဘူးမျက်လုံးကင်တော့မျက်လုံးယောဂကင်းနေဆိုမျက်လုံးမရှိတော့ယောဂကင်းနေဆိုမရှိတော့နောက်ယောဂကင်းနေဆိုမရှိတော့ခုတကူလုံးမရှိတော့ပါဘူးဒါအစွဲလွန်တာဘာလွန်တာလဲအေးဒါတွေကတို့လောကလူသားတွေသိများနေကြတယ်လျှော့ကြစမ်းပါပြိတ္တရေကောင်းကောင်းနေပါဘယ်မျက်လုံးမှသွားကြိုက်ကြမလို့ပါဘူးဟုတ်တယ်မို့လားကာယကံကိုကောင်းအောင်နေဝစီကနှုတ်ကောင်းအောင်နေမနှောကစိတ်ကောင်းအောင်နေပါဘယ်မျက်လုံးမှကြိုက်ကြမလို့ပါဘူးအခုတော့တကူလုံးကြိုက်ထားတာဘာမှမရှိတော့ဟုတ်တယ်မို့လားအဲ့ဒါအစွဲလန်းနေရတာဗုဒ္ဓဘာသာကြီးဆိုပြီးတော့အုံနောက်မရှိလိုက်တာပြိဿရဲ့ဒါလေးတွေတတိထားကြဒီထက်ဓာတ်ကူးတယ်ဆိုတာရှိသေးတယ်မပြောပါဘူးလို့ပြောနေတာအဲ့ဒါတော့ကြည့်လေဆွဲတော်သွားပိုက်ဆံလေးတွေပေးဆွဲတော်ကဓာတ်ကူးပြီးပြန်ပေးသိမ့်ထားနွန်းယုံပဲဘာမှဖတ်တယ်မှာမဟုတ်ဘူးဘယ်နဲ့ဒီလိုကဓာတ်ကူးရတိုင်းသာကျွေကြာရင်လူပါကူးတော့မယ်နော်ဟုတ်ပါလားကြာရင်လူပါကူးတော့မယ်ဘုန်းကြီးတို့ဓမ္မဂရိကတွေကတချို့ဓမ္မတွေအမေဒီဖမိုးလေးလက်နဲ့ထိပြီးတော့မဲသူတို့နှစ်ဖူးတို့တယ်ကြာရင်လူပါကူးတော့မယ်နော်မလုတ်ကောင်းတာမလုတ်နဲ့ကိုယ့်ဘာကိုအဲ့ဒီကြည်ရောတဲ့ကြည်ရောတဲ့ပုံကွယ်ရဲ့ညွှန်ကြားတဲ့နိလန်းနဲ့သီလသမာဓိပညာဖြစ်အောင်ဒါအရေးကြီးဆုံးပဲအခုအဲ့ဒီလိုမဟုတ်ဘဲနဲ့တို့ဓမ္မတွေကဟိုတို့ဒီတို့နဲ့ဆိုတကူလုံးမရှိတော့ဘူးမန္တလေးမှာအများမဏိကကြီးရုပ်ကြီးတွေကုန်ပြီအဲ့ဒါလောက်လေတို့ဓမ္မတွေအုံနောက်မချောင်းညစမ်းမှန်နဲ့ပြိတ္တရဲ့ကိုယ့်ဘာကိုမမကန်ကန်ရိုးရိုးတန်းတဲ့သရတရားလေးနဲ့ဆိုပြီးတော့အလုတ်လုတ်ပဲမဟုတ်လားကြိုက်တော်ကြဆိုဟုတ်လားတော်ကြဆိုကျန်တဲ့နောက်ရမှာဆက်မှာခဏပြောထားတဲ့သွေးနဲ့ရေးတဲ့သာသနာအခုသာသနာကိုအကွက်ဖော်နေတာအဲ့ဒီသာသနာအကွက်ဖော်နေရကရုပ်လုံးမပေါမီအဖြတ်တွေပေါ်လာလို့ဘုန်းကြီးကဒါကိုရှင်းပြဟုတ်မလားအေးဘုရားကတော့အဲ့ဒါအနစ်နာခံပြီးတော့တကယ်စစ်မှန်တဲ့သီလသမာဓိပညာဖြစ်ဖို့တို့ရဲ့ဗုဒ္ဓဘာသာတွေကြည့်ထားအများစုကဈေးသွားရင်ကို့မှာ9ချက်ပိုင်း9ချက်တန်ပစ္စည်းပဲယူခဲ့ဟုတ်တယ်မဟုတ်လားကိုသုံးရင်တာကကိုသုံးလို့တဲ့ပစ္စည်းက30တန်100တန်1000တန်နေရှိတယ်ဒါပေမဲ့ယူသားရင်ကြီးဆိုတာနဲ့ကို့မှာ9ချက်တန်ရှိတော့အတော်ရဲ့အမရဲ့ညီရဲ့အကိုရဲ့9ချက်တန်ပေးပါ9ချက်တန်ပစ္စည်းပဲယူခဲ့ထိုက်တန်တော့ရက်လက်ကိုသာလူချင်းရဟုတ်တယ်မဟုတ်လားအခုကဘာမှမလုပ်ဘဲနဲ့တို့လောကလူသားတွေကငွေကြလေးရင်းတာနဲ့600လူချင်းအခုတော့အဲ့ဒါလည်းမဟုတ်တော့ဘူးသွားပြီးတော့ဓာတ်ကူးပြီးတော့သိတိတင်လိုက်ကြတာဘာပြောကောင်းမလဲမတ်ဆော့စလောင်းမုံမယ်ဘုန်းကြီးကိုဘုန်းကြီးမဟုတ်ဘဲနဲ့အမေနဲ့ပြေးကြထားခဲ့တော့ဘာဖယားဖြစ်နေရထားပဲဘုန်းကြီးတို့တော့ဘာဖယားမရောင်လို့တော့မခေါ်လိုက်နဲ့ရောင်လို့တော့မခေါ်လိုက်နဲ့ကိုဖယားမောင်ဖယားဘယ်နဲ့ဗျာအဲ့ဒီထိရောက်တက်လာတဲ့တို့တရားဓမ္မတွေကကဲတော့ပါပြီဒါကြောင့်သီလသမာဓိပညာရှိဖို့လိုတယ်။ဘာလို့လဲ။သီလသမာဓိအေးသီလသမာဓိပညာရှိဖို့လိုပါတယ်ပြိတ္တာ။သံဃာတော်အရှင်မြတ်များရဲ့ဂုဏ်ကျေးဇူးတရားတွေဘုန်းကြီးတို့ဟောခဲ့ပါတယ်နော်။သံဃာတော်တွေညစာစားရတယ်။စီးပွားရှာရတယ်။ဘုရင်ဟောပြုရတယ်။လာကရှိသလား။လာကရှိသလား။အေးဘုန်းကြီးတို့တော့မရဘူးလေ။ဓမ္မဂရိကဘွဲ့ရတော့ငွေ9500တော့ပေးလိုက်တယ်နောက်တစ်နှစ်မှပေါ်မလာဘူး3နှစ်ရှိဘုန်းကြီးတို့မရလို့မရဘူးပြောတာဒီပြင်လူပြောမသိဘူးပရိုမိုးရှင်းရှိတယ်
ဘုန်းကြီးတို့ဓမ္မဂတိကဘွယ်ရတာ3နှစ်ကျော်သွားပြီရရင်မဟာဓမ္မဂတိကဘွယ်တို့မဟာကမ္မထာနာသတိယဘွယ်တို့သိန်းနဲ့12သိန်းလူတိုင်းသီရိသူရမဆိုလားဘာဆိုလားဒါရရမှာပေါ့သူလမ်းစဉ်မှန်ရင်လူချင်းတို့ပြောတာမဟုတ်ဘူးမရှိတာကိုပြောဟုတ်မလားထောင်လန်းရေးတွေကကောင်းလိုက်တာဘယ်လိုနေရာသွားထောင်လန်းရတယ်တော့မသိတခုရှိတာကတို့လောကလူသားတွေကတစုံတရာအပြစ်ရှိဝိုင်းပြီးတော့မသာလိုက်ကြတာတခါတည်းဖဏနဲ့ပေါက်ခဲနဲ့ထုကောင်းရမွန်ရလှုပ်တဲ့လူကြတော့ချီးမြှောက်ဖို့ရတော်တော်ဝန်လေးနေတဲ့တို့လောကကြီးကိုပြောတာဟုတ်တယ်မဟုတ်လားဒါဘုန်းကြီးတို့ဆိုညစဉ်ဒီနေ့ဆိုအဲ့ဒါတရားပွဲတွေညတိုင်းညတိုင်းတချို့2ထပ်ကွန်း3ထပ်ကွန်းဒီဟောပေးနေရဟုတ်မလားထောင်လန်းကြီးတွေဘယ်နေရာသွားထောင်လန်းနေကြတယ်တော့မသိဘူးပြိဿရဲ့မသိဘူးဆိုတာမသိလို့မသိဘူးပြောတာလေဟုတ်မလားအဲ့ဒါလေးတွေကြည့်တာဒါကြောင့်ဘုန်းကြီးတွေလာကမရှိဘူး promotion မရှိဘူးပင်စင်ရောရှိတယ်ကိုယ်ဆန္ဒစေရနာနဲ့ဆိုပြီးတော့တိုင်းပြည်ကြီးကိုအကျိုးပြုနေတာ40နဲ့တနည်းရှိကိုတော်ကဘာကျိုးတွေပြုနေတာလဲဆိုတော့သူများလို့အပြောသမားမဟုတ်ဘူးအပြောသမားမဟုတ်ဘူးဘုန်းကြီးကိုရင်ဘဝက9ဝကိုရင်ဘဝကယဟန်ဘဝက34ဝပေါ့41အဲ့ဒီမှာဘာလုပ်နေသလဲဆိုတော့ညသာမစားခြင်းဖြင့်ဒုဒကဒကမတွေအတွက်ကုံကြီးနှုံကြချင်းရေးကိုတရုပ်ဖော်နေတာ40နဲ့တနည်းတိုင်းမလို့ရင်းနိုင်လေပြောဘုန်းကြီးတို့ကလူထွက်လိုက်မှတွင်ဆန်သေးတယ်မိုးတောင်ခုံတက်လေးတယ်မဟုတ်လားအဲ့ဒါတွေထောက်လန်းကြီးဘယ်နေရာသွားကောင်းနေကြတယ်မသိလားဒါကြောင့်တို့ကဘာကြီးကလေလူတယောက်ကခိုးတဲ့ကြုံဝိုင်းဖေဖို့ကတော့ဝန်မလေးဘူးလူတယောက်ကောင်းကျိုးပြုတယ်ဆိုရင်ချီးမြှောက်ဖို့သိဝန်လေးနေတယ်တို့လောကကြီးဟုတ်မလားအဲ့ဒါလေးတို့တရားတော်မှာမြန်သတိထားဒါကြောင့်ဒီသာသနာတော်ကြီးကိုတို့ဘုရားလွယ်လွယ်ကူကူရခဲ့တာဟုတ်ရဟုတ်ပါဗျာချွေးနဲ့သွေးနဲ့ရင်းရဘာနဲ့ရင်းရဒါကြောင့်တရားအစမှာအသွေးတော်အနန္တအသားတော်အနန္တဥခေါင်းတော်အနန္တမျက်လုံးတော်မထားပါနဲ့တာဝန်မှုကိုတပါတိဣတလို့ဖတ်တာပါဘယ်သူမှတိဣတလို့မဖတ်ပါဘူးဒါကြောင့်မျက်လုံးတော်အနန္တတာဝန်မှုဣတတာဝန်မှုဣချာတာတစ်ချက်မှားလို့သာထုံးလို့ရရင်တကိုယ်လုံးထုံးရကြီးဖြစ်တုံးလုံးဒါကြောင့်မျက်လုံးတော်အနန္တလာတော်အနန္တအသွေးတော်အနန္တဥခေါင်းတော်အနန္တတို့ဖြင့်ဒီသာသနာတော်ကြီးကိုအခြေစိုက်ခဲ့ရတယ်ဆိုတာပြောပြပါပြီအဲ့ဒီတပေါ်၍သဘာဝပေါ်လွင်အောင်အထဝထနဲ့ထပြန်ပြီးတကလားခိုင်မအောင်ပြောရရင်ဒီတေပါရဏတိယမဟာဗန္ဒပိဏမာရိတံကာရိနေဘောရိတတော်တတအက္ခမဟိတိသနာဒေဝိယကုချိန်မိပတိတန်တိန်ကဏီဒါကဒေဝရကဘုရားသိကြောင်းကြဒေဝရကဘုရားကိုသိရောက်ကြတော့ခြေမတော်မှာကျောင်းလွာတိရတဲ့ရဥဒပြဆရာကြီးကခေါ်ပြီးတော့ခွက်စိတ်ကုသရတယ်နော်အဲ့ဒီမှာနောင်တမျိုးမဖြစ်အောင်ဆိုပြီးတော့ယဟန်တော်တွေကအလှဲ့ချနဲ့ဆိုပြီးတော့မြတ်စွာဘုရားကိုစောင့်ကြမြတ်စွာဘုရားကအထာနာမေတ္တာမေကဝေနဝကသောယံပရုပကမေနဇီဝိတာဟောရောပေယအနုပကဝေနဘေကဝေတရဂတာပရိနိဗ္ဗာယံတိจิตတော်ငါအတွက်ဘူးမရှာနဲ့မင်းတို့ရဲ့ခန္ဓာဒုရစာပေသင်္ကြဆောင်ရမှုဝိပဿနာဒုရတရားဓမ္မအတုပွားများမှုကိုသာဦးစားပေးပါတို့ဘုရားတို့မြည်သည်ဘယ်သူရဲ့လက်နဲ့မှအသက်တွေကိုထုံးတာမရှိဘူး။ဒါအဲ့လိုနဲ့ဆရာကြီးကခေါ်ကူယောဂပြောက်တော်မှာတရားဟောဖို့လာတော့သံဃာတော်တွေကဝမ်ပန္တတာတို့ဘုရားကျမ်းမှာသွားပြီနေကောင်းသွားပြီ။ဒါလို့တော်ဘာတွေရဲ့ကောင်းစားရေးလုပ်ပေးတဲ့ဘုရားကိုဒေဝရအကောက်ကျန်ရဲ့ပလေတယ်လို့ဒေဝရအကြောင်းပြောနေကြ။ဘယ်လိုကြောင်းပြောဒေဝရအကြောင်းပြောပါအဲ့ဒီဒေဝရအကြောင်းပြောတဲ့အခါကျတော့မှဘုရားကျမ်းမှာတော်မူလို့အခုလိုရှိဝင်းညီမရဓမ္မယုံမှာတရားဟောဖို့ရလာတယ်အဲ့လိုလာတဲ့အခါကျတော့မှခြေသားတော်ငါဘုရားလာတဲ့အခါဘာစကားပြောနေကြတယ်လဲဣမယနာမတိဟုတ်တယ်ဒေဝထအကြောင်းပြောနေကြပါသဗျာမှတ်မိတဲ့ခြေသားတို့ဒေဝထသည်ငါဘုရားအဘဝပေါင်းများစွာတဲ့ဆင်းရဲပင်မညွန့်နွမ်းပူပင်အောင်ဆိုပြီးတကားလာဆောင်ရွက်ခဲ့တဲ့တတရဇခန္ဓာဝခန္တီဝါရိဇသုလနန္ဒီဇမဟာကပိဇအဲ့ဒီဓမ္မထွထွေသေးခြံရတော်လို့ပြောလိုတာကသုလဓမ္မပါဠဇဘာဇသုလဓမ္မပါဠဇထပ်ပြော
ဖေရင်ခောက်ခောက်ဘာသာကြမသိမပြီးဘူးပထွေးဘာသာကြပြီးလိုက်ချင်တော့နိုင်ငံရတဲ့ခါတဲ့စကလုံးနေမြန်ပြောလိုက်ပြီးလိုက်ချောမကြည်လိုက်ချင်တော့ငါစုလာဓမ္မပါဠဇပြောအဲ့ဒီဇတ်တော်ကိုမြတ်စွာဘုရားဟောလို့အခုနွန်လေပြီးတဲ့အခါဗာရဏသပိမဟာပတာပါမင်းကြီးမင်းမှုတော့တို့ရဲ့ဖယားအလောင်းဂေါရမဖယားအလောင်းဒီဓမ္မပါဠအမိတော်နဲ့အဲ့ဒီမဟာပတာပါမင်းရဲ့မိဖုရားကြီးသန္နာဒေဝီရဲ့ဝမ်းကြတိုင်းမှာတန်နေယူခဲ့ပါတယ်မိဖုရားကြီးကဘယ်လိုလုပ်မင်းတရားကြီးကမဟာပတာပမင်းတရားကြီးကသားတော်လေးကဓမ္မပါဠပါတယ်လေဟိုဓမ္မပါဠတော့တရှိကြီးလိုက်မနဲ့လို့မှာတော့လုတ်ပြီနော်ဓမ္မပါဠကဲအဲ့ဒီလိုသားတော်လေးမွေးဖွားလာတဲ့အခါကျတော့အရွယ်ကိုတွက်ချလိုက်တော့ကဲပရိသတ်ရေ9လသာအရွယ်ရောက်ပြီဘယ်အရွယ်တော့ဆန္ဒကြီးကြော်ရင်ပြည်သားကနည်းနည်းညီးစီတယ်ဆိုလို့ဘုန်းကြီးတို့ကအဲ့ဒါဆန္ဒကြီးအပြီးဟောရမှာဖြစ်တယ်နော်အဲ့ဒီလို9လသားလေးအရွယ်ရောက်လာတဲ့အခါကျတော့သားတော်ရောက်ပြီသေတာမီသာရေကြီးချမ်းမြတပေါက်ကြကမိဘတို့ဝမ်းငြိမ်းကြရန်ဒီကိုသားလေးကိုဘုန်းကြီးတော်တော့အလားမဲ့ရုပ်ဆိုးတာတော့ကို့အမေကလောကငါသားလှဆုံးလို့ပြောသွားဟုတ်တာပါခင်ဗျားတို့ဘယ်လောက်လှလားဘုန်းကြီးမေမေးကြည့်ပါလားသူသားလောက်လှမလားအေးအခုလည်းပဲပြိဿရေသန္တာဒေဝီမိဖုရားကြီးတွေမဟာနဗုသသနာရငါဖြောင်းချင်းချင်းမျက်လုံးလေးကဝန်းဝိုင်းနှုတ်ကန်းကနိတရားတရားပချိုင်ငလေးတွေနဲ့ပတ်မော်ကလေးထွက်ပြီးတော့နေတဲ့သားတော်လေးဓမ္မပါဠတခါတည်းချစ်လိုက်တာရေမိုးချုပ်နန်းသားများလိမ့်ပြီးတော့ဂရိပါဝတ်တော်ပြရင်ဝင်ရပိုက်ထွေးပြီးတကားလာထားပါတယ်အမေနဲ့သားပေါ့ကြည်နူးနေလိုက်ကြတာဟုတ်ပလားတခါတည်းနတ်ဖူးလေးငုံနန်းလိုက်အမေပါးစားလေးနဲ့သားနှခေါင်းကိုက်လိုက်အမေတခါတည်းပါးစားနဲ့သားပိုက်ကပ်ပြီးတော့ဘူးမုံလိုက်အဲ့လိုကြည်နူးပြီးတကားလာတကားတည်းနေတော့မမပတာပမင်းကြီးဆောင်းတော်ကြွလာပြီဒီဖေနဲ့ဒီသားနဲ့ဒီအဖေတစိမ့်တရားစံရှိတာမှမဟုတ်လေကလားလို့မိဖုရားကြီးကခယူးလည်းမကြိုးစွန်ရလည်းမပေးခဲ့မိဘူးသားလေးကိုချင်းဖအေးကိုလည်းချစ်ခင်ရရောက်ပါပြီအဲဒီလိုသဘောသွားနေနေတဲ့အခါကျတော့ပြိဿစီးစိန်တို့ဂုံသိန်းတို့အာနာတို့ယာဓုဆိုတာသိကြောက်เสียကောင်းတယ်ဘာလို့ကြောက်เสียကောင်းတယ်လဲအော်ဒီမိသားစုဟာငါရဲ့မေတ္တာကြီးခေါ်လုံးပြီးတကားလာကြီးလေးလေးချွင်ချွင်ပြပြအာရဝမ်းသာပျော်ပျော်မြူးမြူးဖြစ်နေကြပါလားတွင်ဒီဇာလန်ဟာဒီတွင်မဲ့နေထိတန်းရအခုအဲ့ဒါလို့မဟုတ်ဘူးယာတုစိစိန်အာနာဂုံသိမ့်ပစ္စည်းဆိုတာကလူကိုမြောက်တတ်လူကိုဘာဖြစ်တတ်အေးမြောက်တတ်တယ်ပြိဿရဲ့အဲ့ဒီအကြောင်းလေးတွေပြောရင်လည်းအများကြီးပြောတော့ပါနော်အေးဒါနဲ့ဆိုပြီးတော့မှဩသန္တာဒေဝီမင်းကသားကလေးတယောက်မွေးဖွားလာတဲ့အခါငါကဲ့သို့တိုက်ပြီးဥကင်ဘယင်းဆိုတဲ့အာနာရှင်ပုဂ္ဂိုလ်တော်အယုသိမပေးနိုင်တော့ပဲဒီသားသာကရွယ်သက်ကြီးလာမယ်ဆိုမနုသောဣတိမာနမင်ညိတ်တတိမနုသောဣတိလူရဲ့လူမင်္ဂကိုနမင်ညိတ်တတိမအောင်မေမမတ်ထင်တော်ဂယုမဆိုင်တော့ဘယေဒါကြောင့်ဒီကောင်လေးအပြက်ရှင်းမယ်လို့ဆိုပြီးတော့မှကျွေးနန်းတော်သွားလူသားသမားခေါ်ဟဲ့မိဖုရားကြီးရဲ့ရင်ဝင်ရတဲ့ကသားတော်လေးခေါ်ခဲ့ဒီတော့မိဖုရားကြီးကမြန်ငါကသားလေးနဲ့ကြီးစိုက်ပြတကားလာနေတဲ့ဘယင်းကြီးကလည်းပြိဿရဲ့နှုတ်ခွန်းတော်မသားပဲနဲ့ဆိုပြီးတော့ပြန်သွားတော့မှအလိုမကျဖြစ်သွားပြီသိလိုက်တဲ့အခါကျတော့မှသားကလေးကြည်ကြည်ပါအောင်ပွေဖက်ပြီးတော့မှငိုကြွေးနေတဲ့အဲဒီလိုနေတဲ့အချိန်အခါလာကြတော့မှလူသားသမားကလာမိဖုရားကြီးရဲ့ကြောကိုပြန်နဲ့ဆိုပြီးတော့တတ္တသန္နာဒေဝီယကုဋ္စေယဟိနပါရီတဲ့ဟောပိဋ္ဌိဟဋိနပါရီမိဖုရားကြီးရဲ့ကြောကိုပြန်နဲ့ချလိုက်တော့လက်ဖြတ်သွားတဲ့အခါမှာရင်ဝင်ရတဲ့ကလေးကိုခြေတော်နဲ့ချောင်းဆွဲပြီးတော့ခေါ်သွားပြီဘယ်သူကလူသားသမားဟာသူဟာတတ်တတ်တဲ့အတတ်ပဲရှိစဉ်းစားဆင်ញင်နာတို့ကိုချင်းစာတာတို့သူမရှိဘူးဟုတ်ပါလားအေးဒါကျွေးလင်းမနဲ့ချင်းချင်းမင်းမွေတဲ့သားတော်ကလေးပဲထီးရိုင်းနန်းလျာဖြစ်တဲ့သားတော်လေးပဲသူမစင်စားဘူးလူသားသမားလက်နဲ့ပြင်းရင်သတ်ဖို့ပဲပြိဿရဲ့
နော်အဲ့ဒါနဲ့ဘယင်းရဲ့သားတော်ရဲ့လို့တော့မှတွေးခေါ်မြောင်မြင်ချင်းမရှိတော့ဘူးပရိသတ်ကြီးခိုင်းတာလုပ်မယ်လို့ဟောတကားတည်းယူသွားရောဒီတော်မိဖုရားကြီးခမညာတဲ့နားထဲမှာဓာကွက်ပြီးတကားလားစပက်တယ်လို့ရင်ဝါမှာဘုံစလုံးဆွေယုံကပောက်ကွက်တယ်လို့အဲ့လိုကြားသားမို့ကျဖုရားကြီးဘာရင်များဖြစ်ကုန်သားလဲဟဲ့ငါသားပြန်ပေးနင်းတို့ရဲ့လဝကြကြီးနဲ့ထိလိုက်လို့ငါသားလေးသွေးချေတော့ဥလိမ့်မယ်အပြီးလိုက်ဟိုရောက်တဲ့အခါကျတော့နတ်ရင်ပြင်ရှင်နေတော့မတင်ပြီးတကားလားဂိမ်းကရောမီမဟာရာဇာလူသားသမားကမေးတယ်မင်းတရားကြီးချုပ်ပါလို့ရမယ်တသာဟာထေစိန်နာသားတော်လေးရဲ့လက်နှစ်ဖက်ဖြတ်လိုက်ပါတယ်တော့ဘယ်သူသားသူ့သားနော်သူ့သားအရင်ခောက်ခွာအဲ့ဒီမှာကြည်ရောနေတော်မနတိကာရနှလုံးသွင်းမာတဲ့အတွက်ဒါကြောင့်ပရိသတ်ရေဒီကောင်းကြောင့်မိဖုရားကြီးကငါ့ကိုနေရာမပေးတာခရီးမချိုးဆိုတာဆိုပြီးတော့ကလေးကိုရန်လုပ်တယ်ကလေးကိုပါပြတော့အဲ့ဒါသတိတာအဲ့ဒါနဲ့ထော်ပြီးတော့မိဖုရားကြီးကနောက်ကလိုက်လာလို့မိထားတော့အလိုမြင်မကောင်းရွှေမကောင်းမှလားသာချင်းငါချင်းဖြတ်တော့ခုတ်ချင်းရဖြစ်တဲ့စင်နေတော့မမရွှေလင်းမလင်းနဲ့ချင်းချင်းမင်းမွေးပြီးတော့သားခဲ့တဲ့ထီရိုက်နန်းလျာသားတော်ရတနာဒီလိုပြုထားပြီးမောင်မောင်အကြည်ရန်တန်ရန်ဖြစ်ရလိမ့်မယ်ဆိုတာမသိတော့ပါဘူးမောင်မောင်ဖရာမိဖုရားကြီးကပြောရှာတယ်ဒါပေမဲ့လည်းလောက်တော့မှခုတ်တော့မှတတ်တော့မှဖြတ်တော့မှပါနေတယ်ဖြစ်နောက်ဆုံးကြတော့အာမေဝဒုတိယဘုအနာတာရိညောမပတပတ္တဧတမောဇလုဓမ္မပါဠဟထေမေဒေဝစေရဟိဒေဝပါဠနတိပုရိသေနဲ့ဥပြည့်ရှိမင်းရိညောမပတပတ္တမပတပတွင်ကိုနာကြီးပြောအားအာမေဝသန္နာဒေဝီတွင်ကိုဘုရားနမတော်ဒီသာလင်းဒုတိယအပြစ်ကိုပြုမိခဲ့ပါ၏ဘုအနာတာစိတ်နှလုံးအလိုကိုဖြည့်ဆည်းခဲ့မိပါလေ၏တသမာထို့ကြောင့်မေဇာနာဒေဝီတွင်ကိုဘုရားနမတော်ယဟတိသွဲဘုရားဦးခဲ့ဟောဒီဆေရောက်သောလက်တော်ကိုစိတ်နှံသတ်တော်မူဖြတ်တော်မူဘုရားဣဒံနာမပါဠမသိနာမလဲခொနလသာအရွယ်သားရှိတဲ့သာတော်လေးဓမ္မပါဠကိုမောစတုကရုဏာရှိသောမေတ္တာအားဖြင့်တဏှာကြည်ပြုခွင့်လွတ်တော်မူပါအရှင်သာမလာပါရွှေနန်းကျော်ရှင်မင်းဖျားတန်တော်တင်မရစေရွှေနန်းနဲ့ဆုပန်းရှင်တော်မူပါဖျားဒီသားကလေးဒီခုမှဘုမလေးဗမလေးဆိုတဲ့အရွယ်9လသားပဲရှိပါသေးတယ်တကယ်ခယူမကျော်ဆိုတာကဘုရားနာမတော်နေရာမပေးတာကဘုရားနာမတော်အပြစ်ရှိတဲ့ဘုရားနာမတော်လက်ကိုသာဖြတ်တော်မူပါဘုရားသားလေးခွင့်ပြုတော်မူပါရဲ့လို့ကိုးစားပြုချပါသည်အမေမေတ္တာပါမေတ္တာမေတ္တာအေးအဲ့ဒီခါကျတော့မှမောင်မင်းများမိဖုရားကြီးချိန်ထားလိုက်ဟဲ့မိဖုရားကြီးဆွဲခေါ်သွားတဲ့အခါမှာမျက်ရည်ပြလိုက်တော့လူသားသမားကသွားများများထက်လာတဲ့ရဲတင်းကြီးနဲ့ခုတ်ဖြတ်ချလိုက်တာသားတော်လေး9လသားအရွယ်လူမမကလေးရဲ့လက်နှစ်ဖက်တို့သွေးရပန်းထွက်ပြီးတော့ပြတ်ထွက်လာပြီအကျော်မသေးသေးတဲ့အိမ်မြောင်အမိပြပမာခုံစွာနဲ့ဆိုတော့မြာမရွှင်ပြနိုင်မှုတရင်ဝါလိုက်အခါဖို့အလောသားလို့ပါစောနဲ့ထိန်းတရကမိဖုရားကြီးပြေးထွက်ပြီးတော့လာလိုက်တာအေးရာဇနာထိမှန်ဆိုလို့မကြီးမရတွေကဆွမိဆွရဆွတော့ချီပွတ်တိုင်ဆွမိတဲ့ပြင်ဘိုင်းငနဲ့ရိုက်လဲခံရသလိုနတ်ဖူးနဲ့ကြမ်းမြင့်နဲ့ရိုက်ခွဲလိုက်တာဟက်တက်ကွဲပြီးတော့သွေးရပန်းထွက်လာတယ်သားကလေးစွန့်တော့နေကြဖြစ်ခဲ့တဲ့ကနာနဲ့ဆိုင်ကလည်းဖြူဖွေးတဲ့နှုတ်ရည်တွေပန်းထွက်လာတယ်အဲ့ဒါနဲ့ဆွမိဆွရဆွပြီးတော့ရမ်းလိုက်တော့သွေးအိမ်ဘွက်ထဲကသားလေးလည်းနှစ်ဖက်ပါလာပြီဖြစ်ရလေသားရဲ့ဖြစ်ရလေအားရဲ့ချစ်စားဘာမဟုတ်တဲ့အလုပ်ကလေးကြောင့်ခယူမကျိုးဆိုတာကအမေနေရာမပေးမိကြတာကအမေကလည်းလေရိုသေကိုင်းချရမယ်တစိမ့်ကျင်ရသာကြဆိုရင်ဖြင့်ရိုသေလေးစားစွာပြုနေကြဝတ္တရားရွှေနန်းတော်ရဲ့ထုံးနည်းစင်လာတွေပြုပါရဲ့အခုတော့ဒီပင်နဲ့ဒီသားနဲ့ဒီပင်ရှိတာပဲဆိုပြီးတော့အမေမပြုခဲ့လို့ငါသားလေးသူများသားကိုရလက်ဝင်ရှုသလိုအခုတော့လည်းနဲ့ပဲပြတ်ရပါပေါ်လားသားအမေဘယ်လိုဖြင်လို့မှပြင်နိုင်ပါမလဲသားရဲ့မျက်ရည်တွေတွေ့ကြပြီးတော့တောကကြီးစွာနဲ့မိဖုရားကြီးရင်မာတဲ့လှနဲ့ခံစားခဲ့ရပါတယ်
အဲဒီလိုဖြစ်နေတော့ဂိင်္ဂလောမိမဟာရာဇာမင်းတရားဘာလို့ရအောင်မလဲဆိုတော့တတ္တပါရိစိဏတဲ့ခြေနဲ့ချောင်းဖြတ်လိုက်အောင်တဲ့ပါတယ်လေဒီကမိဖုရားကြီးကများသားလေးရလည်းနှစ်ပါးရင်ဝင်ရပွေ့ဖက်ရကနေပြီးတကားလားလန့်ဖြတ်ပြီးတော့နားတစ်ဖက်ပိတ်လိုက်ပါတယ်အလူကြားသားမို့ဆိုဖုရားပါရီမြဖြစ်ကုန်မလဲစုံနာတဲ့ရှင်မြေပုံမင်းသားဘလူစိမ့်တရားတွေများဝင်ပူကုန်မလားမလားကမောင်မောင်ဘုရားရွှေစိတ်တော်မနေအိန္ဒြေထိန်ချုပ်တော်မူပါဘုရားတရားတော်ဟာသောမင်းတို့မှကြားလို့မလျော့အေးတကယ်တော့ကြတော့ဒီသားလေးကကိုမမဖေးဖေးမင်းမဲလို့တွတ်တွတ်တာပလီပလာမပြောတတ်ရှာသေးပါဘူးနုငယ်သွေးရွယ်ကလေးများဖြစ်ပါတယ်ခရီးမကျော်စွနေရမပေးသည်ကဘုရားနမတော်သာဖြစ်ပါတယ်အခုတော့ဘယ်လိုမှစားချမရအောင်ဆိုပြီးတော့လက်ပြပြီးတဲ့ကြားထဲမှာခြေနဲ့ဖက်ဖြတ်မဲ့ဆိုတာတော့မောင်တော်လွန်လုံးမိတဲ့နဲ့စဉ်းစားဆင်ញင်တော်မူဘတတိသမ္ပဉ္ညာဝေရှင်တော်မူဘမောင်မောင်ဘုရားအဲဒီလိုပြောတော့လည်းမရတဲ့အခါကျတော့မှပရိသတ်ရဲ့တကားတဲ့သားလေးရဲ့ပေါ်မှာတင်ပြီးတော့အာမေဝါဒုတိယဘူဝနာတာရိညောမဘတပတ္တဣဒံမောတတုဓမ္မပါလံပါရိမေဒေဝစေတေဟိဒေဝပါရဏတိပုရိသေနေဩပြည့်ရှင်မေရေညောမပတပတ္တမပတပတွင်ခေါ်နာကြီးပြောအားအာမေဝါသနာဒေဝီတွင်ကိုဘယနမတော်ဒီသာလင်ဒုတိယအပြစ်ကိုပြုမိခဲ့ပါ၏ဘုဝနာတာနှလုံးလောကိုဖြည့်ချီခဲ့မိပါလေ၏တတမထို့ကြောင့်မေသနာဒေဝီတွင်ကိုဘယနမတော်၏ပါရိဟောဒီနဘသောခြေတော်ကိုစိဏသတ္တမူဖြတ်တော်မူဘယဣဒန္တမပါလံမတိနာမလဲခုနလအရွယ်သားရှိတဲ့သာတော်ဒီဓမ္မပါဠကိုမောစတုကရုဏာရှိတော်မေတ္တာအဖြင့်တဏှာကြည်မြူခွင့်လွတ်တော်မူပါအရှင်သာမလာပါမောင်မောင်ဘုရားသားကလေးမှာအပြစ်မရှိလို့အပြစ်ရှိတဲ့နမတော်ခြေတော့သာဖြတ်တော်မူပါဘုရားလို့ကိုးစားပြုရှာတဲ့အဲ့ဒါအမေမေတ္တာဘာလို့မေတ္တာမေတ္တာအေးအမေရဲ့မေတ္တာအင်မတန်ကြီးမားတယ်ရဲရဲတော့နေထွေးသွေးအဖြစ်နဲ့မစွတ်တော့ရဲမှန်ဆိုလို့ဖြူဖွေးတဲ့နှုတ်ရည်အဖြစ်နဲ့ဆိုပြီးတော့တိုက်ကြွေးတာဘာလို့ပါလဲအေးအမေဗျာတာကြောင့်နှုတ်ရည်ဆိုတာသွေးနှုတ်ရည်ဆိုတာအပြိုရှင်များမှနှုတ်ရည်မထွက်ဘူးမိခင်လောင်များမှသာလင်သားအပေါ်ခင်တွယ်တဲ့ကြီးမားသောကရုဏာမေတ္တာတွေကြောင့်နှုတ်ရည်ထွက်ပါတဲ့အဲဒီလိုဆိုပြီးတော့ကိုးစားပြုတဲ့အခါမှာလည်းဘုရင်ထိဗျာကမောင်မင်းများမိဖုရားကြီးထိတ်ချလိုက်ဟဲ့မိဖုရားကြီးဆွဲခေါ်သွားတဲ့အခါမှာမျက်ရည်ပြလိုက်တော့လူသားသမားကအသွားများများထက်လာတဲ့ရဲတင်းကြီးနဲ့ခုတ်ချချလိုက်တာဟောသားလေးရဲ့ခြေထောက်နှစ်ဘက်သွေးပွက်ပွက်ထွက်ပြီးတော့မှကြလာပြီအဲဒီကကြတော့မှမိဖုရားကြီးခမညာရင်ဝါမှာဘုံဆယ်လုံးစုအုံငါကွဲပေါက်သွားသလိုအာ၆ချပင်မပြီးတော့သားရေလူကလေးလို့ဖန်စီချုံနှောင်တဲ့ကြားတဲ့ကပြေးထွက်ပြီးတော့လာခဲ့ပါတယ်အဲဒီကမင်းတန်သင်္မဆိုတဲ့ထွက်တရားမူကြီးမရတွေကဆွဲမိဆွဲရဆွဲလိုက်တော့ခြေပွတ်တိုင်ဆွဲမိတဲ့ပြင်သားတော်လေးဘိုင်းငဲ့သားတော်လေးစီပြေးခဲ့တဲ့မိခင်ကြီးဘိုင်းငဲ့နဲ့လဲပြန်ပြီဒီခါကျတော့နှာခေါင်းနဲ့ကြမ်းမြေရိုက်ချိုးလိုက်လို့ဟောသွေးတွေတလောထွက်လာတယ်သားလေးစွတ်တောင်းနေကြဖြစ်တဲ့ကဏ္ဍနှစ်ဆိုင်ကနှုတ်ဤအစာပဂတိသွေးတွေထွက်လာပြီဒါပေမဲ့လို့ကိုနာယမှန်သဘောမထားနိုင်ဘူးတဲ့သားရေလူကလေးလို့ဆွတ်မိထွက်ရဆွတ်လိုက်တော့ချီတောက်ပြက်ကလေးနဲ့ကိုအမေရင်ဝင်နဲ့ပါလာပြီဖြစ်ရတယ်အာရဲ့ဖြစ်ရတယ်သားရဲ့ဘယ်လိုမှအစားစားမရအောင်ဆိုပြီးတကားလာဖြစ်ရတာအမေအတွက်ဆိုပြီးတော့ပို့ပြီးတော့ရင်နာရတယ်အေးတကယ်တော့နေရာမပိတ်ခရီးမကြိုးစွန်းသေးကအမေသာဖြစ်တယ်အခုတော့အမေအတွက်သားကလေးရဲရဲဆက်ဆက်နဲ့ခံစားရတာအမေဘယ်လိုဖြစ်လို့မပြေနိုင်မှမလဲသားရဲ့ငိုကြီးချက်မနဲ့နေတဲ့အခါကျတော့မှတကရာကသောဟတပါရိသူစိတ်ဇမာနေသူနေဝရောဒိနပရိဒေဝီခန္တိသမေတ္တင်သာပုရိစာရိကန္ထဘေတဝါတိဝါသေးလိသောထောဓမ္မပါဠတွင်ခေါ်အလောင်းတော်ဖြစ်တဲ့သားတော်ကလေးပြဟတပါရိသူလက်ချင်းနှစ်ဖက်တို့သည်လက်နှစ်ဖက်ချင်းနှစ်ဖက်တို့သည်စိတ်သမနေသူထောင်းထောင်းပြကြွေကြလေကုန်သည်ရှိသော
နေဝရောဓိမံငိုကျွေနပရိဒေဝီမမိတံခန္တိသာသိခမှုခေါ်တဲ့ခန္ဒီပါရမီတော်မြတ်ကို၎င်းမေတ္တေသာခွင်လုံးမှုဆိုတဲ့မေတ္တာပါရမီတော်မြတ်ကို၎င်းပုရိစာရိကရှိသွားပြု၍ပုရိစာရိကတပိတဝါရှိသွားပြု၍အဓိဝသေတိတိသဒနာဖြစ်ပေါ်ဝဲ၏မနေကြည်ပြုသိခံတော်မူခဲ့ပါပေသည်တကားအေးလက်နှစ်ဖက်ဖြတ်ခြေနှစ်ဖက်ဖြတ်ခံရတဲ့သားတော်ကလေးကစစ်နေတော့မှပက်လက်လက်ကလေးနဲ့အမေကဲပါဦးဖေးကဲပါဦးတလုံးမှမဆိုဘူးနာပရိဒေဝီတဲ့မမြင့်တန်းနဲ့အေးအဲ့လိုသောမိတကားလာနေပဲမလို့ဘယင်ထိပရမှာတော့အာမရနာမိဖုရားကြီးမှာတော့ငိုကြီးရမျက်ရည်ကုန်တော့ပြီပူပင်လိုက်တာသောကရောက်လိုက်ရာဇာနာမေနိဋ္ဌံလူသားသမားကဥမင်းရာကျွန်ုပ်ဘာလို့ရမလဲကိစ္စပြီမလားဆိုတော့ဟဲ့မပြီးသေးဘူးတတ္တသီသံစိန်တာခေါင်းဖြတ်လိုက်အောင်လေပါလေတော့အဲ့ဒီအခါကျတော့မိဖုရားကြီးခမညာနားထဲမှာဓာခွဲကစားပဲသလိုအပြည့်ဖွက်ကြသေးရလေအလိုမောင်ဖုရားလွန်းလွန်းမိတင်တဲ့နော်တရားတစ်ပါးသောပြည်တော်ကျမင်းများတွေကြာလုံးမှမလျော့အေးတလဲလို့ပြင်းမှုထင်ရှားတဲ့ရာဇဝပန်းတောင်မှာတောင်းဆွဲနေကွယ်မှသုတ်တန်ထုတ်ဓာတ်ခုတတ်ရပါလေဗျာအခုတော့ကိုရင်မပွားခဲ့တဲ့အေးခொနနာသားရွယ်လူမြင်ဝင်ဆိုတဲ့နန်းရင်ပြင်းမှာသွေးစိမ့်ရှင်းရှင်းထွက်အောင်လှုပ်ထားတော့မောင်ဖျားစဉ်းစားတော်မူပါသင်္ဃာတရား၄ပါးတို့နာယကဂုံ6ပါးတို့အပရိဟာနိယတရား9ပါးတို့ရာဇဓမ္မဆိုတဲ့မင်းကြီးတရား7ပါးတွေစဉ်းစားတော်မူပါဖျားအဲ့ဒါလို့ပြောတာသတိများရလိမလားကိုသားတော်လေးတွေအခြေနာတရားထားမလားဆိုတော့အာမဲဒါမင်းကမိချောင်းမင်းရေချောင်းပြပြီးတော့ဘုန်းကြီးစာချနေတာပေါ့လေငါဒါတွေအားလုံးသိတယ်မိဖုရားကြီးငါအတွက်ငါလှုပ်ချင်တာကိုငါလှုပ်မယ်ဆိုပြီးတော့မှပြောတော့ဩဘယ်လိုမှလဲတန်တော်တင်လို့မရတော့ပါလားမမီးပြင်မရဘူးမောင်ဖုရားနောင်တဆိုတာနောင်မရတယ်နော်အနာပြောက်ပင်မဲ့အနှရွတ်ကြံတတ်တဲ့ဆိုတာမောင်ဖုရားသတိထားတော်မူပါအာမေဝတုသိယဘုဝနာတာရိညောမပတပတ္တဧတမောဇတုတမပါဠတိတမေတေဝစေတေဟိဒေဝပါရဏတိပုရိသေနေကိုပြည့်ရှင်မဲ့ရိညောမပတပတ္တမပတပတွင်ခေါဏညိပြောအားအာမေဝသာနာဒေဝိတွင်ခေါ်ဘုရားနမတော်ဒီသာလင်ဒုတိယအပြစ်ကိုပြုမိခဲ့ပါ၏ဘုဝနာတာစိတ်နှလုံးလုံးကိုဖြည့်ဆည်းခဲ့မိပါလေဒါသမာထို့ကြောင့်မေသာနာဒေဝိတွင်ခေါ်ဘုရားနမတော်၏သီလံမောင်ဘုရားရွှင်မောင်ဘုရားရှင်မိုးရွှေခဲ့ပါတယ်မယိုးစီခဲ့သို့သောရွှေလေတိုင်းကြော့ကြော့ကလေးကိုစိတ်နှသတ်တော်မူဖြတ်တော်မူဘုရားဣဒနာမပါလံမသိနာမလဲခொနလအရွယ်သာရှိတဲ့သာတော်လီဓမ္မပါဠကိုမုံစတုကရုဏာရှိတော်မေတ္တာအားဖြင့်သနာကြည်ပြုခွင်လောတော်မူပါအရှင်သာမလားပါမောင်ဗျာငိုရတာအားတွေကုန်ခန့်လို့ဗျာနာမတော်ပင်မလှပါပြီဗျာနောက်ဆုံးအယူခံဝင်မရချေပါဗျာဘုရားနာမတော်ကရင်မကြောစွနေရမပြင်းလို့ယာဓုကချပြီးကနှင်လိုက်ပါပြုံပြုံကလေးနဲ့ခံယူပါမယ်ဒါပေမဲ့လုံးလက်ပြချေပြအသက်မသေးသေးတဲ့သားလေးတော့ဖြင့်သားတို့ယောဂီတိတာမိသားရည်ကြီးချမ်းမြေတော့ကြာကမိဘတို့ဝါညိသရဏီဆိုတာလို့ဒုက္ခိတသားလေးကိုမြင်နေရရင်တောင်းရပြီးတော့ကြွေးရခြင်းတော့ဘုရားတပည့်တော်ကျင့်ထားလာပြီဗျာဒါကြောင့်သမ္မတဖြတ်မယ်ဖြတ်ရင်ဘုရားနာမတော်ခေါင်းဖြတ်တော်မူပါကိုအဲ့ဒီခါကျတော့မှဟဲ့မောင်မင်းများမိဖုရားကြီးထိန်ထားလိုက်ဟဲ့လို့ဆိုပြီးတော့မြဲရိပ်ပြလိုက်တဲ့အခါမှာလူသားသမားကသွားမြထက်လာတဲ့ရေရင်ကြီးနဲ့ခုတ်ဖြတ်ချလိုက်တာပရိသတ်ရေသွေးရဲ့ပန်းထွက်ပြီးတော့သားတော်လေးရဲ့ခေါင်းပြတ်ကြလာတယ်ဒုက္ခနဲ့နိုင်ရင်မောကြလို့သွေးအိမ်ကိုဖြတ်သန်းငါဖြင့်အမေအိုထိန်ထားဖမ်းဆီးချုပ်နှောင်ထားတဲ့နေရာလိမ့်နဲ့သွားဘဝပေါ်မှာမျက်နှာလေးမောင်းပြီးတော့သားတောင်းကြည်ခဲ့ပါပြီမေမေအဖေကြီးလိုချဆိုပြီးလက်ပြချီပြတ်တော့လဲအဲ့ကနဲ့သားတခုမငိုခဲ့ဘူးအမေကဲပါဦးလို့လဲသားမပြောခဲ့ပါအဖေကြီးလိုချဆိုပြီးတခါလာပြပါစေလို့ဆိုပြီးတော့ကျေးဇူးဆက်ခဲ့ပါပြီ
အခုအမေအတွက်ကြံတော့တယ်အမေရင်ဝင်ရတယ်မှာယူရကျင်းသားစွာပွေပိုက်ထားခဲ့တဲ့လက်နှစ်ဖက်ခြေနှစ်ဖက်သားကလေးကလေကတော့ဘွဲသက်ဖွယ်ပြုတ်ခဲ့ပါတယ်မေရဲ့ငါချင်းတောင်းကြီးကလေးဘဝမသိမိုင်မလီနာရမို့အမေသပင်ဆွဲခဲ့တာတွေအမေပါရခဲ့တာတွေအမေရင်ကန်းခဲ့တာတွေအမေဘွေမယူနဲ့နော်အဲ့ဒီလိုမပြောတော့လဲပြောသလိုအမို့ဘောမှာတကားတဲ့ပဲမျက်နှာလေးအပ်ပြီးတော့ထားတော့မကိုင်းရဲ့ကိုင်းရဲ့နမထိရဲ့ထိရဲ့မိဖုရားကြီးခမရအုပ်ဖောင်းလေးတန်လိုက်တော့ရင်ဆိုမတဆိုပြီးတော့ခံစားလိုက်ရပါလေဘယ်နဲ့လဲတိုင်းသူပြည်သားတို့ရဲ့ဘာနာကိုစားနေကြတဲ့ပညာရှိအမကြီးတို့မင်းတိုင်ပင်အမကြီးတို့မင်းတရားကြီးလွယ်မှသာလုပ်နေကြတာသင်တို့မတတ်နိုင်တော့ဘူးလားကရုဏာဒေါသောနဲ့ပြောနေတော့ဟဲ့လူသားသမားခေါင်းမပါရှင်မပါလက်မပါတဲ့သားရဲ့ခန္ဓာကိုမြင့်တင်ပြီးတော့အသိမာလကတန်လျက်ပန်းကစားရမယ်လူသားသမားကတတ်ဖို့ပဲတာဝန်ယူတာတတ်ဖို့ပဲသူနားလေဒါကြောင့်ခေါင်းမပါခြေမပါလက်မပါတဲ့ခန္ဓာကိုအပေါ်မြောက်ပြင်တစ်ဖက်ကဓာတစ်ဖက်ကလန်တို့ဖြင့်ခုတ်ချထိုးချလိုက်တာတကားလည်းပဲစီဘူးသီလောက်ခုံညင်လောက်ဒိုးလုံးလောက်သားလေးရဲ့သားရဲ့တုံးတဲ့အပြပြကြံလာတော့မှမိဖုရားကြီးခမရဘယ်လိုမှဖြေမရှိနိုင်တဲ့ပြင်သောကရောက်ပွက်ပွက်ဆူပြီးတကားလနတ်ရွာဆံကံတော်ကုန်းရပါတယ်မိဖုရားကြီးဘာဖြစ်သွားနတ်ရွာဆံကံတော်ကုန်းရပါတယ်အဲ့ဒီခါကျတော့မှပြိတ္တရဲ့လေးနှစ်သိန်းလေးတောင်ထုတ်ကြည့်တဲ့မြေကြီးကဟဲဘယင်မိုက်ဟိုမှာတော့မအော်ပါဘူးဒီမှာအိတ်ငိုင်နေတဲ့လူတွေနိုးအောင်အော်ထက်လိုက်တာကျောင်းကမယာစေရီများနဲ့လောက်ရောဆက်ရုံနဲ့ထန်ထာရတာငါမလဲဘူးဒီကဲဆိုကျေးဇူးမသိတတ်တဲ့ကိုအရှင်ဝါကိုဟန်ပြလို့တဲ့လူရုပ်မှာငါမြေပေါ်မထားနိုင်ဘူးဆိုပြီးသောခါတုံဟိချလိုက်တာဘယင်ကြီးပလင်မောကနေပိတကလာကျွန်းတို့မောက်ခွန်ကြမြေနှဖြာခွဲအဝိဇ္ဇငရဲ့ကြရောက်သွားတယ်သတ္တော်ပေါင်းတော့မဟာပတပမင်းကဒေဝဒအလောင်းမဟာပတပမင်းကမိဖုရားကြီးသာနာတဝိကအမိထွေဂေါတမိမိထွေတော်ဂေါတမိမိဖုရားကြီးကဧဓမ္မပါလောပဏဓမ္မပါဠသတော်သေးပြီကဟာမေဝသင်တို့ချေငါဘုရားဒီသားလေအောသိတပည့်ချက်သားတို့တရားဓမ္မတို့ငါဘုရားဒီသာသနာတော်ကိုသွေးနဲ့ရွေးခဲ့ရေးခဲ့ရပါတယ်လို့ကောက်သွားမှသွေမှသားခြင်းဖြင့်ဖြစ်ခဲ့ရဘူးပါပေတည်းကဲသွေးနဲ့ရေးတဲ့သာသနာဆိုတာဤတွင်မဲ့နိဋ္ဌိတမှာပြိတ္တာလွယ်လွယ်ကူကူနဲ့ရယူခဲ့ရသည်မဟုတ်တဲ့သီလသမာဓိပညာကိုတို့တရားဓမ္မတွေပေါက်လို့ပဲစားမထားပါနဲ့ဒီသာသနာတော်ကြီးစောင့်ရှောက်ထင်းနေလိုက်မယ်ဆိုပြီးတော့အဓိပတိဘုရားကယံသာမဏေတဖွဲ့ဘိက္ခုနီသီလချက်တဖွဲ့အမျိုးသားတဖွဲ့အမျိုးသမီးတဖွဲ့ရဲ့လို့အဖွဲကြီးဖွဲ့စည်းတာဖြင့်သာသနာအနန္တထားခဲ့လို့တို့တရားဓမ္မလက်ကိုးစီမှာသာသနာရှိနေပါတယ်တဏိမိမိတို့မှာသာသနာတာဝန်နေရှိမနေဘူးလားရှိပါတယ်ဒါဖြင့်သာသနာတာဝန်သာသနာကိစ္စသာသနာမောတယ်ဗျပြောရလားဟုတ်တယ်မို့လားအဲ့ဒီကိစ္စတာဝန်တွေကိုတို့တရားဓမ္မတွေကြီးညွန့်အောင်ရွက်ဆောင်ကြပါလို့ဘုန်းကြီးများကအဲ့ဒါနေကုန်းကပ္ပအဆုံးသတ်၍ဘုန်းကြီးတို့ရဲ့ဟောပြောခြင်းသတ်မှတ်ချက်2 နာရီပြည့်သွားပါပြီနော်ဒါကြောင့်တိုက်စာဖတ်ရနာထောင်မှာဥစ္စာယာနောနောခြေစာဖတ်ရနာထောင်မှာယောဂပြောင်းနောပြုံးချုံမူရနှုတ်ဆက်ပါကညာယနောနောခင်းမလို့ပြုံးတာဟွာပြုတယ်မထင်နဲ့တဲ့ရေယုသတိသာနာထောင်မှာယာနောနောတိုက်စာဖတ်ရုံနဲ့ဥစ္စာရပါမှာစေးစာဖားရုံနဲ့ယောဂပျောက်ပါစေးတော့မှဘာဖြစ်တော့ဒါကြောင့်ဘုန်းကြီးတို့တရားဓမ္မတွေလေတရားဓမ္မရှုမှတ်ပွားများအားထုတ်ပါမှဒီသာသနာတော်ကြီးပေါ်ကိစ္စတာဝန်ကြီး၍မဲ့ဖို့နိဗ္ဗာန်ရမည်ဖြစ်ပါသောကြောင့် gain အလုစခန်းဝင်ကြပါစို့ဒီမလင်ခွေကခိုင်နေပါဖြောင်းစွာခါကိုထားမလုတ်အိမ်တရေငြိမ်ငြိမ်နဲ့စ
စိတ်တွေမလွင်ပါမျက်စိမိတ်ကကောင်းတဲ့ပါဝမ်းမှာစိတ်ကိုထားဟောင်းနာပိန်နာစိတ်ဆိုင်ကမပ္ပါယောဂီများဒုရနာတာဖြစ်ပေါ်လာမပ္ပါယောဂီများထုံနာကျင်နာတိုက်ခဲလာမပ္ပါယောဂီများပြန်နာလွင့်နာစိတ်ကူးတာမပ္ပါယောဂီများသဘောတရားဖြစ်ပေါ်ညာမသာယောဂီများခိုင်မျက်စိမိန်လက်ဥဖြဲခေါင်းဝလေးတဲ့ထားခါကလေးစမ်းစမ်းနေရင်ဝင်ရမှာဘယ်လဝဘောညာလဝဖြန့်တင်လက်မထိချင်းထိထားလို့ကထားဓမ္မမို့စမ်းပြပလင်မောကဘုန်းကြီးများထိုင်နေတာလို့ဘယ်လိုပဲလဲမောက်ရက်တင်ညာလူပေါ်ညာလဲမောက်ရက်တင်လဲပြားလေးနေငယ်ကိုတောင်ကလေးစဝမ်းမိုင်ကလေးစိတ်ဆိုင်မရော့မတင်စောင်းကျွညင်းတဲ့ကဲသူလေးလေးရှူသွန်းလိုက်တဲ့အခါမှာဝမ်းမိုင်လေးကမြင့်မောက်တဲ့ကြွဆူပြီးတော့သာတော်သာတင်ကဖောင်းလာလိမ့်မယ်ဒီတော့ဖောင်းတယ်လို့စိတ်ဆိုးစိတ်မနဲ့မှပါးစပ်နဲ့မဆိုးရဘူးလေးလေးထုတ်လိုက်တဲ့အခါဝမ်းမိုင်လေးကနှိမ့်ကြပိန်ချင်းပြီးတော့သာတော်သာလေးရောကပိန်ကြသွားလိမ့်မယ်ဒီကစိတ်ဆိုးစိတ်မနဲ့ပိန်တယ်လို့မှအာမရလို့ပြင်းပြင်းမရှုနဲ့အာမရလို့ပြင်းပြင်းမဆိုင်နဲ့လှုပ်မရှုနဲ့ချုပ်မရှုနဲ့အဟုတ်ကိုတက်အောင်ရှုလုံးမရှုနဲ့ပိုမရှုနဲ့ဘိုးဘိုးတက်အောင်ရှုဖြစ်အောင်လည်းမလုံးနဲ့ပြက်အောင်လည်းမလုံးနဲ့ဖြစ်စေယုံနံပစ္စုပ္ပါအမှန်တက်အောင်ရှုဒီသီလရဲ့စွမ်းရည်ကဒေါသကိလေသာကိုပဲတတ်ပါတယ်မနအောင်ကြောင်းရဆိုင်နေတာသမ္မာဝါယမမသိနေတာသမ္မာတတိမခအာယုပေါ်မှာထက္ခတည်နေတာသမ္မာသမာဓိအဲ့ဒီသမာဓိသာသနာသမာဓိမဲ့ခင်ကလောဘကိလေသာကိုပဲတတ်နေပါတယ်သမ္မာဒိဋ္ဌိတစ်ခုစီပိုင်းခြားသိမှုဖောက်နာတစ်ခုပိဏနာတစ်ခုစသည်ပိုင်းခြားသိမှုကသမ္မာဒိဋ္ဌိအဲ့ဒီမခအာယုပေါ်မှာဆွဲတင်းပင်းနေတဲ့သဘောကသမ္မာသင်္ကပ္ပဒီနမကပညာမဲ့ခင်ခေါ်ပါတယ်အဲ့ဒီပညာမဲ့ခင်ပညာသာသနာကမောဟကိုပယ်နေပါတယ်လောဘဒေါသမောဟသည်အစိုးတရားကိုဖြစ်စေတတ်ပါတယ်ဒီသီလသမာဓိပညာကထိုအစိုးတရားတွေကိုပယ်ရှင်းပြီးတော့သီလကဒေါသကိုသတ်ပြီးတော့နိဗ္ဗာန်ကိုပို့တဲ့သမာဓိကလောဘကိုသတ်ပြီးတော့နိဗ္ဗာန်ကိုပို့တဲ့ပညာကမောဟကိုသတ်ပြီးတော့နိဗ္ဗာန်ကိုပို့တဲ့မဂ္ဂင်7ပါးစုစုပွားလိုက်တော့ဒီစုစုချုပ်လိုက်တော့သီလသမာဓိပညာပါပဲဒါကြောင့်ဗာမီတော်ရှေးပြားလေးရသိပြီမဲ့လို့တောင်းမြွလိုက်တဲ့အခါအေးပတ်နာစီချောင်းဆိုးတဲ့ဟာဒီပျောက်ရှင်းနိုင်တဲ့ဓာတ်တတိစွမ်းရည်များပါလို့အခုဘောင်းနဲ့ပိန်ရလို့ရှင်းမှတ်တဲ့ဓမ္မခိုက်မှာအလုတ်သဘောအရမဂ္ဂင်7ပါးပါဝင်နေတယ်ဆိုတာကိုအလုတ်သဘောနဲ့အပြင်ဘုန်းကြီးတို့တရားဓမ္မများလက်ခံယုံကြည်ပြီးတော့ယူသေးစွာမှတ်သားကြရမည်ဖြစ်ပါတယ်အဲ့ဒါမှဒါသာသနာပြုလုပ်ငန်းလို့ဆိုတာလည်းပဲသဘောပေါက်နားရှင်းရဖို့လိုပါတယ်။ကိုင်းစင်နာရီတိတိရှိပြီမို့ခဏပြုသမျှကုသိုလ်တွေအလုံးစုပေါင်းဆုတောင်းအမြပေးဝေကြရအောင်